ဦးသိနေတယ်တော့ဦးသိကမလေးဘုရားကြီးကျောင်းတိုင်းမှာစာသင်နေတာအသက်စာသင်ရတာကံကောင်းတယ်အသက်16နှစ်ဆိုပထမငယ်တန်းအောင်19နှစ်ဆိုပထမလက်တန်းအောင်ပထမကြီးတန်းကအသက်20 22နှစ်မှာအောင်ဂျားထဲမှာ7တန်းနဲ့9တန်းနဲ့ရှောက်ဖြေနေသေးတယ်ဟုတ်လားအဲ့တော့ဦးသိက19နှစ်လက်တန်းအောင်လို့17နှစ်ဆိုပထမကြီးတန်းရောက်နေပြီမဲ့ဆရာတော်ကြီးရဲ့စီကံအရာကိုရင်တွေကဆုံးဖြတ်ကြရတယ်ဦးသိနေရအာယုံဆုံးထားဖုံးပေးရတယ်အဲ့တော့ဆရာတော်ကြီးမရှိတဲ့အခါကျရင်ဦးသိနေလည်းပွဲသွားကြည့်ကိုလည်းပွဲသွားကြည့်ပြီးအတူတူပြိဿရဲ့သူတို့ကငယ်တန်းအလက်တန်းနေညာကိုကအကြီးတန်းကိုရင်ကမနဲ့ကြရင်ဆုံးထားကြဘူးသူလည်းမလို့ကိုလည်းမလို့ဆရာတော်မရှိတော့ခတ်မောအဲ့ဒါဦးသိနေရလေချောင်းနဲ့ကံကံမဖြစ်အောင်ထားဆုံးတတ်ကြတော့ဒီကောကိုယ်ထားခြင်းကျတော့ပြိဿရဲ့အေးပြတ်ထားရဲ့အတူတူကိုကကြီးတန်းတိုက်တာပေါ့ငါချက်ကပ်နေတဲ့ကိုတော်တွေအငယ်တန်းအလက်တန်းနေငါအကြီးတန်းချက်ကပ်နေရစာသင်သားရဲ့အတူတူကွာသူတို့ကလူဘာဝတာစိတ်ထဲတူတော့ပြိဿရဲ့တုတ်တာတကယ်အဲ့တော့ဘာမှအကျိုးရောက်မစင်စားမိဘူးငါမကိုတော်တွေကြီးတန်းငါသူတို့ချက်တယ်ငါမကိုတော်တွေနဲ့တုတ်တော့တယ်အဲ့ဒါကအမဲ့တမဲ့ကိုကငယ်ငယ်တော့ပြင်သားခဲ့တယ်အခုအသက်တွေတည်းရလာပြီးတော့တရားတွေဟောပြီးဟာကြီးတန်းအဲ့တော့ဦးသိန်းကပြန်ဆေးသေးပြီတာတန်ခါရတနာပြောက်မသွားဘူးလားအဲ့ဒီအကုသိုလ်ကြီးကိုသင်မှကြောက်တော့လေတဲ့ဆဲတာတော့မဟုတ်ဘူးကိုရမှာဆဲတာလို့ဘာလို့လဲကိုရမှာဆဲနေတာအပြစ်တော်မနောကံတော့ရှိနေပြီဝစီကံနဲ့ထွက်ဘူးလေဆိုကျုံမှာဘလောက်ဒုက္ခရောက်လဲပဲအဲ့ငငယ်အတူနေတဲ့ဥစဉ်တွေကိုဆဲဘူးတဲ့ဥစဉ်တွေဘယ်မှာရှိတယ်စုံစမ်းပြီးတော့ပြည့်တဲ့အဲ့မျိုးမှာရှိတယ်ဆိုအဲ့ဒီမျိုးရောက်ရင်သင်္ကန်းယူသွားဘုဒ္ဓဝေလေးတစ်တောင်းနဲ့ဘုံဘုံရကြွပါအောင်ငငယ်တပြည့်အရှင်ဘုရားတို့မသိလို့ဒီမျိုးဆဲမှုပါလေဗျာအဲ့ဒါခွင့်တော့ပါဗျာတောင်းမှပြည့်တဲ့သင်္ကန်းကိုတော်တော်ကုန်သွားတယ်ဒါကြောင့်အကူကတော့တော်တော်ကုန်သွားပြီတန်ခါအဲ့ကိုဆဲခဲ့မှုတဲ့ဘုန်းကြီးတွေလည်းကုန်သွားပြီဆိုတာကပြိဿရဲ့တကယ်ဘာသာတရားကိုနှစ်ကာကယုံကြည်လို့သက်ဝင်လာပြီဆိုရင်ကိုပြုထားတဲ့ကာယကံဝစီကံမနောကံတွေကကိုယ့်ကိုပြန်ချုံနှံ့တတ်တယ်ဟုတ်လားအဲတော့ဒီကနေ့ဒီဥစ္စာဆိုရင်အဲ့ဒါကြုံတန်းငယ်တငယ်ချင်းနောက်တော့အတူတူနေတဲ့တငယ်ချင်းတွေကဆိုအပြည့်ကြီးပြည့်ငယ်ကြမှာလို့ကိုယ်လည်းအထင်ကြီးနေတော့ဟာတငယ်ချင်းဆိုရင်တဝါကြီးတယ်ဆိုကြွားအောင်သင်္ကန်းဒုက္ခမအောင်ကဲအရှင်မြတ်နဲ့ဒီရောနဲ့ကာယကံဝစီကံမနောကံအပြည့်ရှင်ခွန်းတော့တောင်းမှလိုက်တာပဲသိတဲ့ဆိုလိုတာကတော့တန်ခါကံကိုတက်မှသိကြောက်တယ်ဟုတ်လားအဲကြောင့်အားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေနဲ့တရားခိုင်ဖို့မလိုဘူးလားလိုတယ်ဟုတ်လားဒါကြောင့်ရှင်တော်မြတ်ဘုရားကအာလဝကဘီလူမင်းကိုမေးလိုက်ပါတယ်အာတော်တိလူကြီးနဲ့မေးကြောက်လာပါတယ်အိုအာလဝကဘီလူမင်းတတိတာဝိတံပုရိသသသစ္စာဟောဒီလောကမှာရှိနေတဲ့လူလက်များမှာသတ္တဝါအားလုံးတို့အတွက်အကောင်းဆုံးအမြတ်ဆုံးဆိုတဲ့ဥစ္စာသည်ဘုရားတရားသံဃာရဲ့မြတ်ဆုံးပါနဲ့ကံကံရဲ့အကျိုးအပေါ်မှာတကယ်ပြတ်သားစွာယုံကြည်တဲ့တတ္တာတရားဖြစ်ပါပေ၏ဤဒီသို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အာလဝကယထာပညာအာလဝကဘီလုံးပင်မိကြောင့်တဲ့ပထမမေကုံကိုဗျာကတိသုံးဆိုင်မရှိဟိုတိုင်းမှန်စွာဖြေကြတော်မူလိုက်ပါပေသတည်းပရိသတ်လူသားတယောက်အတွက်အကောင်းဆုံးအမြတ်ဆုံးဥစ္စာဆိုတာဘာဥစ္စာရှင်းပြီလားအကောင်းဆုံးယရနာပစ္စည်းလေးတစ်ခုပိုင်ရင်ပရိသတ်သိပင်သိညာတော်လေဒါလေးကိုရောက်ကြရင်လောကီစီဝါမျိုးစုံကိုဝေယူခွင့်ရလိုက်သလိုပါပဲတရားဆိုတဲ့စကားလုံးလေးတစ်လုံးပဲရှိပင်ရှိညာတော်လေပဲဟောဒီတရားတရားလေးနှလုံးသားမှာပိုင်သွားခိုင်သွားပြီဆိုရင်တော့ဒီဘဝပြုလိုက်တဲ့ကောင်းတဲ့ကာယကံဝစီကံမနောကံဒါနသီလဘာဝနာကောင်းမှုတွေရဲ့ဆွမ်းအားတွေကြောင့်လူချမ်းသာနတ်ချမ်းသာမြမချမ်းသာနိဗ္ဗာန်ချမ်းသာအထိဟောဒီတရားရှိမှရောက်မှာပါဟုတ်ပြီလားကဲဒါဆိုရင်အာလဝကဘီလူမရဲ့ဒုတိယမိဂုံလေးကိုပြောကြမယ်ကံကံကံဒီချာလေးပြောပါအကောင်းဆုံးအမြတ်ဆုံးပြည့်စုံပြီလားကျုပ်ပြောတာအဲ့ဒါလောက်ပဲဟုတ်လို့ဟောရမတွေဝအိုရှင်တော်မြတ်ဖရာဟောဒီလောကမှာရှိနေတဲ့လူနဲ့မြတ်မာသတ္တဝါအလုံးအတွက်ဒီဘဝချမ်းသာနဲ့
ဘဝတမလွန်ချမ်းသာကိုရဖို့ရန်ပြိဿရင်ပါတယ်နဲ့ဒီဘဝချမ်းသာတဲ့ဘဝတမလွန်ချမ်းသာကိုရဖို့ရန်အတွက်အကောင်းဆုံးအမြတ်ဆုံးကျင့်စဉ်ဆိုတာဘယ်လိုကျင့်စဉ်ဖြစ်ပါသလဲမြတ်စွာဘုရားမမေးဘူးလားမေးပါဗျာဟောအခုမှမေးပါတယ်ဟုတ်လားဟမ်အကောင်းဆုံးအမြတ်ဆုံးကျင့်စဉ်တော့မှန်တယ်ချမ်းသာမဲ့ကျင့်စဉ်လားဆင်းရဲမဲ့ကျင့်စဉ်ကဲဒုတိယနာပြိဿတွေအမှန်တမ်းပြောကြည့်တာချမ်းသာခြင်းလားဆင်းရဲခြင်းလားချမ်းသာခြင်းပါဗျာအိုးမှန်လိုက်တာဘယ်လောက်များချမ်းသာခြင်းတိုက်ပဲနှလုံးလို့ပြောလို့ရလားကားပဲနှသိလို့ရပြောလို့ရလားစိတ်ဘယ်လောက်လို့ရအပြောနိုင်တော့မချမ်းသာခြင်းဘူးလားချမ်းသာခြင်းနဲ့အောင်မလေးဒုတိယနာပရိသတ်ပေါင်းတော်ကောင်းဤချမ်းသာခြင်းလိုပဲဟောဒီပလင်ဘောကကိုတော်ကြီးရောပြိဿရေဘာလို့ထင်ချမ်းသာခြင်းနဲ့လို့ထင်တယ်မှန်ပါတယ်ဘယ်လောက်ချမ်းသာခြင်းနဲ့လို့ထင်ဟမ်ပြိဿရေလူဟာဆင်းရဲမှာကိုမကြောက်ဘူးလားဒီဘဝဆင်းရဲမပြောနဲ့ခန္ဓာကိုဆင်းရဲတာကအစဒုပရိသတ်ချက်ချင်းမချမ်းသာခြင်းဘူးလားဒုပရိသတ်ဆင်းရဲနေတာချမ်းသာနေတာဆင်းရဲနေတယ်သိတယ်ညောင်းမနေဘူးလားအောင်မလေးအရှင်မယားမလာခင်ကလည်းတောက်နေရတာလာတော့လေတဏှာကြီးရောပြီးတခုပဲပြီးသေးတယ်ခြေစလုံးတွေလည်းပိုးတိုးသလိုဒူးတွေလည်းကိုက်နေပြီခင်ဗျာတဲ့မချမ်းသာခြင်းဘူးလားချမ်းသာရင်တော်တော့ပြန်တော့ကဲပြန်လို့ရပါနဲ့ဒါမပြန်ရဲဘူးမို့လားပြန်လိုက်တာနဲ့ဒီတော့မကြည့်အောင်ရှင်နေမရှိဘူးဘုန်းကြီးမအမလာဆိုကြောက်တာနဲ့အဲ့ဇက်မောင်းတင်ထားတာကြောက်တာနဲ့တော့လှုပ်ကိုမလှုပ်ရဲဟုတ်လားအဲ့တော့ပြိဿကြီးတခါနဲ့ဒီခန္ဓာကိုချုပ်တီးပြီးတော့သိခံရတဲ့ဆင်းရဲကြီးကမကြည့်ဘူးလားကြည့်တယ်အဲ့တော့ခန္ဓာရဲ့ဆင်းရဲကိုရောဒုပရိသလိုချင်လားမလိုချင်ဘူးလားဘဝရဲ့ဆင်းရဲကိုရောလိုချင်လားမလိုချင်ဘူးလားလိုချင်ဘူးအေးကျုပ်လည်းပဲပြိဿရင်မလိုချင်ဘူးဟုတ်လားအခုကျုပ်တို့မှလည်းအတော်အောင်ပါတရားဟောရင်2 နာရီ 3 နာရီတော့မဖြစ်ဘူးကျန်တဲ့ကိစ္စဆိုရင်နိုင်ဝတ်တော်အကြာကြီးမထိုင်ရင်ဟုတ်လားအဲ့ဒါဟိုခန္ဓာဆင်းရဲသလိုပြောဟိုးတတော်တော့ဝမ်းနေရှောဝမ်းရှောတဲ့အခါကျကိုဘေးနားမှာစောင့်ရတဲ့ကိုရင်ထားပါငါတော့မခံနိုင်တော့ဘူးတခါလေးပဲကြော်လိုက်ပါအောင်လို့တခါတော့နိုင်ကိုရင်ကလို့မင်းမအိပ်နေဘူးကွာငါအိပ်ကြော်မှမင်းအိပ်ကွာငါခြေသလုံးလေးတွေပြော့နေပြီအခြေသလုံးလေးတွေမင်းနှိပ်ပေးစမ်းပါဟုတ်လားခြေသလုံးလေးတွေမင်းနှိပ်ပေးစမ်းပါဆိုဆရာတော်တော့ကြောက်တော့ဂရေမော်တော့တက်နေတာကလေးဆို3 နာရီလောက်ကြီးအိတ်ကောင်းတဲ့ချိန်နေကြတော့2 ချက် 3 ချက်ပဲနှိပ်ရတယ်လေကိုကဇိမ်မြန်းခံမလို့ပြီးတော့ဒူကောင်းတော့အေးပြောနေဟုတ်လားကြည့်ပြီးတော့ကိုလေးစိတ်တဲတော်တော်ဆင်းရဲသွားတယ်ကိုကကိုလည်းနောင်တတော်တော်ရလာဟာကြည်စမ်းငါသာလို့ငါကူမှငါနောင်တငါရတာဟိုက်ပွင့်နေတာငါသားအရင်လေးဆိုရင်ငါဒီလိုပြစ်ထားမှာမဟုတ်ဘူးဟုတ်လားအခုတော့ငါမသားသမီးအရင်မဟုတ်တော့သွားပြီလို့ဒီဘဝတော့မှဒီချမ်းသာဘယ်လိုမှမရတော့ဘူးဟုတ်လားအဲသူ့ကြည့်ပြီးနောင်သားတွေရပြီးတော့ကဲသေမလားမသိဘူးကွာသေရင်လည်းသေတော့ပါဘူးသေသွားရင်လည်းပဲငါလူဘဝမှာကုသိုလ်တော်တော်ရတယ်လို့စဉ်းစားလိုက်တာကိုပြုတဲ့ဒါနကောင်းမှုတွေတွေ့သီလကောင်းမှုတွေတွေ့ဟာဒီလောက်ငါဒါနကောင်းမှုတွေညာသီလကောင်းမှုတွေညာရင်တော့ငါအခုတည်သွားတယ်ငါနတ်ပြည်မှာတော့နတ်သားတော့ဖြစ်တော့တယ်ဟုတ်ပဲပြိဿမသိခင်နတ်သားဖြစ်စိတ်ကူးရင်ပြီးတော့ဟာနတ်သားဖြစ်သွားလိုက်တာကိုရင်ကိုဒူကောင်းပေါ်မှာအိတ်နေကြည့်ပြီးတော့တစ်ချက်ပို့တယ်ရှားတယ်ရတယ်မင်းမနှိပ်ပင်နေငါအခုတည်သွားလို့နတ်သားဖြစ်တစ်ဖက်900ဟုတ်လားဟုတ်လားနှိပ်စမ်းလက်မောင်းနံပါတ်250ခြေသလုံးနှိပ်စမ်း250တစ်ဖက်ဒီတော့ပြန်ခိုင်းလို့ရတယ်ဟုတ်လားအဲ့တော့ပြိဿအဲ့ကြမှာပဲနည်းနည်းစိတ်ချမ်းသာသွားတော့မှအနာပြောက်သွားဟုတ်လားအဲ့တော့ကိုယ့်အကိုအားကြီးအောင်လို့ပဲတွေးရဟုတ်လားသူကဆင်းရဲလာပြီဆိုရင်ကြံ့ကြံ့မှန်မှန်နေတတ်တာဖို့မလုပ်ဘူးလားဒုပရိသတဲ့တာညောင်းမှန်းပြီးတော့ကျုပ်ကရည်စရာလေးထဲပြောတာခင်ဗျားတို့ကလူလေကြတဲ့တော့ပါတယ်ဒီအောင်လေးရသားရနော်ဒါလေးနော်ဒီလိုဟုတ်လားဒါကြတဲ့ဘုန်းကြီးတို့သဘောကျတယ်မာမဟုတ်တော့အနည်းနဲ့ရည်တရားထားတာအဲ့ဘယ်လိုပဲလို့တော့ကိုယ့်ကိုလဲတယ်လို့သူကချမ်းသာကိုလိုချင်တာရေးဆိုကြံ့ကြံ့မှန်မှန်မရှာဘူးလားအေးဒါကြောင့်ပရိသတ်ခန္ဓာဆင်းရဲဆိုတာလည်းဆင်းရဲတာပါပဲဘဝဆင်းရဲဆိုတာလည်းဆင်းရဲတာပါပဲဆင်းရဲတဲ့ကြုံလာရင်ပရိသတ်ရဲ့အကုန်လုံးကချမ်းသာဖို့လွတ်မြောက်ဖို့ကြိုးစားကြတာပါပဲဒီတော့ဒီဘဝမှာအခုတရားနာပိဋကအချင်းချင်းပဲကြည်လိုက်ချမ်းသာဆင်းရဲမကွာဘူးလား
အလွန်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေပါတယ်အလယ်လက်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေပါတယ်အလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်ဘလောက်ပဲကြွားတယ်ပြောဒီလူတွေအကုန်လုံးနေ့စဉ်ဘဝမှာရဖို့ရန်အတွက်ရှာနေလားမရှာနေလားရှာတာရဲ့အတူတူချမ်းသာဆင်းရဲဘာဖြစ်လို့ကြွားသွားတာလဲနိတ္တနစ်ပညာတွေအကျင့်တွေကြွားမသွားဘူးလားနိတ္တနစ်ကြွားရင်ကြွားသွားမယ်အကျင့်ကြွားရင်ကြွားသွားမယ်ပညာကြွားရင်ကြွားသွားမယ်ရှာမယ်ရှာရတော့လေရှာတဲ့လူရဲ့အတူတူဆင်းရဲချမ်းသာကြွားသွားပါလေအေးဒါရောက်ဒီဘဝချမ်းသာတဲ့ဘဝတမန်တော်ချမ်းသာကိုလူကျင်လေဆိုရင်လေရှင်တော်မြတ်ဘုရားမိန့်တဲ့အကျင့်ကောင်းဆိုတာကတော့မကျင့်လို့မရပါဘူးရပါမလားမရပါဘူးဗျာအောင်သာတိတို့ရဲ့မိကြောင့်လာပါတဲ့ဩအာလဝကဘီလိုမဲသူသိတော်ကောင်းကောင်းကြီးပြည့်ညံမွားများထားတဲ့ဓမ္မောသူရဲ့7ပါးအမြတ်တရားသည်တို့မေသင်သူတော်ကောင်းတို့အတွက်ဒုက္ခဒီဘဝချမ်းသာတဲ့ဘဝတမလုံးချမ်းသာကိုအာဝဟတိမရရအောင်ကိုရွတ်ဆောင်လို့ပေးနိုင်ပါ၏ဟဲ့အာလဝကတဲ့ဒီဘဝချမ်းသာကိုလိုရတဲ့ဘဝတမလုံးချမ်းသာကိုလိုရတဲ့ဆိုရင်မင်းတို့ဒီသူစရိုက်7ပါးအမြတ်တရားကိုကျင့်ကြံပွားများမှဒီဘဝချမ်းသာကိုအထောက်ပံ့ပေးလိမ့်မယ်ဘဝတမလုံးလူချမ်းသာလက်ချမ်းသာဗြဟ္မာချမ်းသာနိဗ္ဗာန်ချမ်းသာအထိအထောက်အပံ့ပေးပါလိမ့်မယ်ကဲဒီဘဝချမ်းသာတဲ့ဘဝတမလုံးချမ်းသာကိုရဖို့ရအကျင့်နဲ့ဘာကိုကျင့်ရသူတဲ့ကနမ7ပါးကဲကျင့်ပြီးပြီလားအဲ့ဒါဆိုဒီဘောသူစရိုက်7ပါးကိုအရင်ပြောပါဦးနံပါတ်1နောက်ကပြောကတော့အာဇာနည်ထွက်လာဒီဘက်ကစလိုက်တဲ့ဒါနာတဲ့ဟုတ်မလေးဆရာလေးကြီးသူတို့များအားကိုးမလဲဒါနာဟမ်သူစရိုက်7ပါးအမြတ်တရားတဲ့ပြိဿရေသိဖို့မလိုဘူးလားကဲဒါဆိုပြိဿဒုစရိုက်ကောဘယ်နှပါးရှိကဲအဲ့ဒါဆိုရင်ဟောစောစောဖြေရတယ်အခုဖြေတာကွာလားကွဲလားပြိဿရေဘာနာတိပါဒာအဒိနာဒါနာကာမေတုမိစ္ဆာသာရာဟောဒီကာယနာနဲ့လွန်ကျူးနိုင်တဲ့အတွက်ကြောင့်လွန်ကျူးလိုက်ရင်ကာယဒုစရိုက်လို့ခေါ်ပါတယ်အဲ့ဒီဟာတွေကိုမလွန်ကျူးအောင်ရှောင်ကျဉ်လိုက်တော့ကာယသုစရိုက်လို့ခေါ်ပါတယ်တခုကိုကျင့်လိုက်တာနဲ့ပြိဿရေတစ်ခုလုံးပြီးမသွားဘူးလားဒုစရိုက်ကိုလွန်ကျူးလိုက်ရင်သူစရိုက်7ပါးလည်းပဲမပါတော့ဘူးအေးဒုစရိုက်ကိုရှောင်ကျဉ်လိုက်ရင်သူစရိုက်7ပါးလည်းပဲပြည့်စုံသွားပါတယ်ဒါကြောင့်ပါဏာတိပါဏာသူအတ္တတခြင်းအဒိနာဒါနာသူသာခိုးခြင်းကာမေသူမိစ္ဆာသာရသူအိယာပြင်မာခြင်းကာယကံနဲ့လွန်ကျူးတော့ဘာဒုစရိုက်ရှောင်ရမှာလားကျင့်သုံးရမှာဟောဒါဆိုရှောင်လိုက်ရင်ဘာဖြစ်သွားလဲသူမရှောင်ရင်ဒုမကောင်းသောစရိတစရိုက်ဒါကြောင့်ပါဠိလိုဒုစရိတမြန်မာလိုပြန်လိုက်တော့ဒုရာသူကောင်းသောစရိတစရိုက်အကျင့်သူစရိတကောင်းသောစရိုက်အကျင့်ကဲပြိဿရေဘာကိုလုံးသူစရိုက်7ပါးကိုဘာလို့ရလဲချမ်းသာခြင်းလားဆင်းရဲခြင်းလားချမ်းသာခြင်းနဲ့ဆိုရင်သူ့အတ္တမသဘာနဲ့သူ့သာမခိုးပါနဲ့သူ့အိယာကိုမပြင်းမပါနဲ့ကာယဒုစရိုက်3ပါးကိုရှောင်ပြပါကာယဒုစရိုက်3ပါးရှောင်ခြင်းကာယဒုစရိုက်3ပါးဆိုတာပြည့်စုံသွားတာပါပဲဟောမုဒ္ဒဝါဒလိန်နေပိသုနာဝါဒခုံးတိုက်တဲ့စကားကိုပြောတယ်သုဒ္ဓဝါဒကျမ်းတဲ့စကားကိုပြောတယ်တံဖတ်ပလာမဝါဒအနစ်မရှိအကျိုးမရှိတန်ဖိုးမရှိတဲ့စကားကိုပြောတယ်နှုတ်နဲ့ပြောတဲ့အတွက်ကြောင့်ဘာဒုစရိုက်အဲ့ဒါတွေမပြောအောင်ရှောင်ကျဉ်လိုက်တော့ဘာသူစရိုက်ဘယ်နှပါဒုပရိသတ်လိန်သလားကျေကျေလေးပြောသမှာလိန်သလားဩမလိန်ပါဘူးဗျာတော်လိုက်တာလိန်သလားလို့မေးရင်မလိန်ပါဘူးလို့ပြောတယ်မလိန်ပါဘူးဆိုတာကို
လိန်နာလို့မင်းရဲ့မလိမ္မာဘူးလို့ပြောတယ်မလိမ္မာဘူးဆိုတာကဘာဖြစ်နေဘသူ့ကိုသွားတူနေတာလဲအမေဖေးသင်ပေးလိုက်သလားဘာသာလေးလိန်ဘသူကမိမိလိန်သားလေးသင်ပေးလိုက်လားကျောင်းစာသင်တော့ဆရာသမားသင်ပေးလိုက်လားဟောအမေဖေးလည်းမသင်ဘူးဆရာသမားလည်းမသင်ပေးဘူးဘသူသင်ပေးလို့လိန်နာတက်နေတာပြောပါဟမ်ညံဟလားပြောရင်ပြန်ညံဟလားဟိဒါဘယ်သူသင်ပေးတာလဲလို့မင်းဝမ်းနေစရာတော်တော်ကောင်းတယ်အခုမြန်မာလူမျိုးတော်တော်များအလိမ်ကြီးဝါသနာမပါအေးလိမ်မကိုပဲလမ်းကြောင်းကတဲ့တယ်လို့ဖြစ်နေတာအမှန်ပြောရင်လမ်းကြောင်းကမတဲ့ဘူးဖြစ်နေဟုတ်လားအဲ့တော့လိန်နာကြီးကပြိဿ generation ရဲ့အကျင့်ကြီးတစ်ခုလို့ဖြစ်သွားချက်စရာမကောင်းဘူးလားကောင်းပါရဲ့တော်တော်များပြိဿရဲ့လိန်နေလိန်မကိုပဲအဆင်ပြေတာတွေလည်းအများကြီးဖြစ်နေဟုတ်လားအဲ့ဒါကြောင့်လူတွေကလည်းလိန်ပြီးမှပဲအဆင်ပြေတယ်ထင်တော့လိန်လိုက်တာလိန်နဲ့ပြိဿရဲ့အထက်ကလိန်အောက်ကလိန်ဟုတ်လားအဝေးမစင်စားနဲ့မပြုံးနဲ့ခင်ဗျားတို့နဲ့ကြုံနေပဲအခုမလိန်နေဘူးလားဟာဘယ်သူကထက်ကလဲပလင်ဘောကကျုပ်တော့ထက်ကပါဒါပဲပြောကြတယ်မပြောနဲ့ဟုတ်လားအဲ့တော့လိန်နေတာပဲပြိဿရဲ့မလိန်ဘူးဆိုတာကလိန်နေတယ်မလိန်ပါနဲ့လိန်ရင်ဒုစရိုက်လားဒုစရိုက်လားဒုစရိုက်အဲ့ဒါလေးရှောင်ကျင်လိုက်တော့ဘာဖြစ်လဲဟောမုဒ္ဒဝါဒလိန်နေပိသုနာဝါစာနှစ်ယောက်ချစ်နေတာကိုအချစ်ပြပေါ်ရအတွက်ခုံတိုက်စကားလေးပြောတယ်ပြိဿရဲ့ပြောဘူးလားမပြောဘူးလားဟုတ်ပါတယ်ဗျာအေးဟုတ်တယ်ကျုံလည်းပြောဘူးလေပြိဿရဲ့တော်တော်များများမပြောဘူးလားအေးမုဒ္ဒဝါဒလိန်ရင်ဒုစရိုက်ပိသုနာဝါစာခုံတိုက်ရင်ဒုစရိုက်ဒီနှစ်ပါးကိုရှောင်လိုက်ရင်ဒုစရိုက်ပရုဒ္ဒဝါစာကြမ်းတမ်းတဲ့စကားကိုပြောတယ်ကြမ်းတမ်းတဲ့စကားကိုပြောပြီးဆိုတဲ့ကဒုစရိုက်လားဒုစရိုက်ကြမ်းတမ်းတဲ့စကားဆိုတဲ့ကကျုပ်ကဟောပြပြလိုသေးလားအခုတုတ်ထည့်နေရမှာလားတုတ်ထည့်လိုက်တာနဲ့ဒုပိတကဩ तू ကတရားထဲမှာနမူနာဟောပြတာလို့ဘယ်သူမှခွင့်မလို့ဘူးပြိတ္တရင်ထွက်သွားတာနဲ့နင်တို့နောင်တို့ကျန်တဲ့ဘုန်းကြီးပြင်ပါမယ်မရှိမှဘုန်းကြီးတော့မပြင်ပါနဲ့မလီရုပ်ကလေးချောတော့ဟုတ်လားကိုယ့်ဘက်ကိုဆွဲပြောလားဒီတော့ကြီးကြမ်းစကားကြီးပြောရသလားဟဲ့ဆိုရဲဟုတ်လားခွင့်လို့လားမခွင့်လို့လားခွင့်လို့တော့ဟုတ်လားပြိတ္တရဲ့ဘယ်သူပဲပြောကြမ်းတမ်းတဲ့စကားဆိုရင်ဒီမြန်မာမဟုတ်ပါဘူးတကဘာလုံးကလက်ခံတာဘယ်သူမှလက်မခံဘူးဒါကြောင့်ကြမ်းတမ်းတဲ့စကားကိုပြောရင်လည်းသူများကလက်မခံသလိုကိုပြောရင်လည်းဘယ်သူမှလက်ခံမှာမဟုတ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်ကြမ်းတမ်းတဲ့စကားတွေကိုရှောင်ဖို့မလိုဘူးလားသံဖတ်ပလာပဝါစာတဏီကုန်ပြောလိုက်တာပြိတ္တရဲ့အနှစ်မရှိတန်ဖိုးမရှိတဲ့စကားတွေဝါဒနာပါပါနဲ့ပြောတတ်ပါတယ်မပြောဘူးလားယုံမှာလုံးမရှိဘူးဆိုရင်ယုံသူယုံသားတွေစုမိရင်ဟောเจ้าဒီကြောင်းပြောမယ်ဟုတ်လားဈေးမှာဈေးရောက်မကောင်းဘူးဆိုရင်လက်ဘက်တော်တစ်ဝဲနဲ့9ဆိုင်လောက်ပေါင်းပြီးတော့ပြောမယ်ပြောတဲ့စကားတွေအကုန်လုံးတော်တော်များများကကုသိုလ်စကားလားအကုသိုလ်စကားလားသူများကြောင်းလားကိုယ်ကြောင်းလားဒါနဲ့နှခမ်းနေရှိလို့လည်းနောက်ဆုံးလာငှက်ရသာကောက်နေကြတာဟိုတနည်းရပဲကြီးရတယ်ပြိတ္တရဲ့ကိုထိခဲ့တဲ့ကြောင်းလေးပြောနေလိုက်ကြတာပြောရင်နဲ့ဟိုနားနေဥစ္စာကဆရာတော်ကလည်းတော့အကုန်လုံးရောင်းနေတာဒီဘက်မှာဘာမှသုံးစရာမရှိတော့တော်ရမ်းရောင်းဘုံမရဲ့အဲ့လိုတော့လည်းမပြောပါနဲ့ကိုချင်းစာပါအမေဘုန်းကြီးကဘာကိုချင်းစာအောင်မှာတော့ဩဒီလိုတော့မြေကြီးတဲ့လူလည်းမြေရောင်းတာပေါ့တဲ့ရေနံရှိတဲ့လူရေနံရောင်းမှာပေါ့တဲ့ကျွန်းရှိတဲ့လူလည်းကျွန်းရောင်းမှာပေါ့တဲ့ဘုံတော့လေရှိတော့လေရောင်းတာပဲတဲ့ဟုတ်လားအသွားပြီလို့တစ်ချက်တည်းကိုထိနေဟုတ်လားဟုတ်လားအဲ့တော့ပြိဿရေပြောလိုတာကတော်တော်များစကားတွေဝိုင်းတွေကိုလေ့လာနိုင်ရင်ကုသိုလ်ရတဲ့စကားတွေများလားအကုသိုလ်ရတဲ့စကားတွေများအဲ့ဒါမြန်မာလူမျိုးကလည်းတော့အော်ဖို့ကောင်းတယ်ဘုန်းကြီးလည်းပဲတကယ်ချင်း၄ပါးလောက်ဆိုရင်လေဟာမင်းပါလေတိုးတောင်းလို့ဘလို့လုပ်ကောင်းတယောက်နဲ့ဒါမျိုးသိမပြောဘယ်ကောင်ဘယ်ရောက်လို့အဲ့ကောင်ဘလို့ကောင်းမှာမင်းကောင်းမလို့အဲ့လိုပဲပြောတာပဲလူချင်းရောပြိဿရေ၄၅ယောက်စုမိပြီဆိုသူများအကြောင်းပြောလားကိုယ်အကြောင်းပြောလားကောင်းကြောင်းတွေများလားမကောင်းကြောင်းတွေများဟေးတန်ဖိုးမရှိတဲ့စကားဆိုရင်သိပျော်ကြတာဟုတ်လား
အဲ့ဒါမြန်မာနိုင်ငံကပါသွားတဲ့အလေးကျင့်ရတယ်အင်္ဂလန်ရောက်ရောက်အမေရိကန်ရောက်ရောက်စင်ကာပူမလေးရှားဘဲရောက်ရောက်မြန်မာဟာမြန်မာပဲမလေးတိုင်းမြန်မာ၄၅ရောက်ပေါင်းပြီးပြီဆိုရင်နေသွားပြီပြောပြီဟုတ်လားအဲ့တော့မလေးတိုင်းအဲ့အကြောင်းလေးတစ်ခုပြောပြမနစ်ကဇူလိုင်ထဲမှာဦးဇင်းကအမေရိကမှာရောက်နေတာအဲ့တော့ဇူလိုင်လထဲမှာပြည်တိုင်းမြန်မာနိုင်ငံကထင်ရှားတဲ့အကယ်ဒမီမင်းသားလေးတယောက်တည်တယ်ဘယ်သူလဲဟောတန်တည်တယ်ဒီပါဆရာလေးကဘုံတော်တည်တယ်ဟုတ်လားဆရာလေးလည်းတည်တယ်ဟုတ်လားအဲ့တော့ပြည်တိုင်းဒွေးသေးတာကိုခမည်းတော်ကတည်တယ်ကျွတ်တို့ကဟိုရောက်တော့မြန်မာနိုင်ငံနဲ့တခြားကိစ္စတွေနဲ့အဆက်အသွယ်ပြတ်နေမသိတယ်မသိတော့ကျုပ်ကလည်းဟိုမှာတမျိုးစနေကိုလည်းပဲသွားဟောပြီးတော့ကျန်နေရဆိုရင်9ရက်နာဘယ်သူမှလည်းနာမဲလို့မရှိဘူးဟောမဲ့ဘုန်းကြီးလည်းဟောကြမှာလို့အဲနောက်စနေနဲ့ချိန်ပြီးတော့နောက်တစ်မျိုးကိုကူးဆိုတော့ဆံပရာနေပြီးဦးတဲ့နေရောက်ကိုကူးတော့မယ်ဆိုတော့ရဟန်းမကြီးကိုဖုန်းနဲ့ဆက်တယ်ဦးစင်းရဟန်းမကြီး62နှစ်ရှိပြီအဲဦးစင်းဖုန်းဆက်တယ်ဟယ်လိုမေတော်ကြီးဦးစင်းပါဆိုဦးစင်းပါလို့ပဲပြောရှိတယ်သူကလေအမလီတယ်လီဖုန်းထဲမှာအကျဉ်းကိုအမလီဦးစင်းရဲ့ခုမှဆက်သလားအမလီဦးစင်းရဲ့ခုမှဆက်သလားဆိုဟောကိုကစိတ်ထဲမှာဟောငါရဟန်းမကြီးတယ်ဗမာပြည်တော့ဒီလောက်မလုံးအမေရိကန်ရောက်ကမှတော့တော်တော်တန်ရုံးနေကြီးတာပဲကိုကထင်နေကြီးနေတာလားထင်နေကြီးပြီးတော့ဟောမယ်ဦးကြီးတယ်ဘာလို့ငိုရတာလဲလို့ပြန်လာတော့မှဦးတရက်နေ့ကနေပြန်လာမှမလို့ဆက်တာလေအမလီပြောချင်တဲ့စကားတွေရှင်ထဲမှာအပြည့်ဖျားပြောချင်တဲ့စကားတွေရှင်ထဲမှာအပြည့်ဆိုဟုတ်လားဟောအဲ့ဒီလေကိုထင်ကြီးတော့မယ်ကိုလွမ်းတဲ့အကြောင်းတွေငါဘုန်းကြီးတွေရိယာနဲ့လွမ်းမယ်ကဲပြောစရာရှိနေပြောဗျာနားထောင်တာပေါ့ဆိုပြောလိုက်တာအောင်မလေးလမ်းလဲဖွင့်ပြီးတော့အာရပေါ့အမလေးဦးစင်းတွေးလေးသိပြီဒီလိုတခါတည်းအာရပန်းနဲ့ကိုလည်းကြားတာတော့တွေးလေးသိပြီပဲကြားတာဒါမဲ့လို့အဆက်ဆက်ကမရှိဘူးလေကိုပဲအကြမ်းပန်းတာကိုမှားတယ်ထင်ပြီးတော့ဘာတွေးလိုက်လို့အိမ်မှာလည်းကက်မီယာခွေးလေးနှစ်ကောင်မွေးတာသူခွေးသိချင်တာတော့လားခွေးသိလို့ကိုလည်းအမလေးမေတော်ကြီးခွေးသိတာများဒီလောက်ငုံနေရတယ်လို့ကျုပ်ကဘာများပြောမှလဲအောင်နေတယ်ကိုကငေါ့လိုက်တော့အမလေးတွေးပါလို့ခွေးတယ်ပြောရတယ်ဒီဘုန်းကြီးနဲ့အမေရိကန်မှာနာကမ်းပြီးဟာခေါ်ရဟာအတန်ကိုစုံနေရမလားခေါ်ရအခုတော့ခေါ်ထဲလိုက်တယ်တွေးပါလို့ခွေးလို့ကြားမလို့ဒီဘုန်းကြီးနဲ့အမေရိကန်မှာနာကမ်းပြီးဟုတ်တယ်မဟုတ်လားတွေးဆိုတာမင်းသားကိုပြောတယ်ဟုတ်ပါမင်းသားအမလေးကမှ40ကျော်လေးသိပြီဦးလေးရဲ့ဟောဗျာ60တက်က40ကျော်ဒီလိုထိုင်းငိုနေတာအဲ့ဒါကြုံရမှာအဲ့ဒါကြုံကဘုန်းကြီးဆိုတော့တရားပဲဟောမှာကဲမေတော်ကြီးလို့အဲ့လိုကြည့်တဲ့ခံစားမနေပါနဲ့သူလည်းခန္ဓာ၅ပါးယုံနာ၅ပါးဒီနေ့စွန့်ရမှာပဲကိုယ်လည်းပဲဒီနေ့စွန့်ရမှာပဲဘာဖြစ်လဲသူကအမလေးဆိုတော့ဟောမှလည်းသိတာပေါ့အခုမှ40ကျော်လေးနာမည်ကြီးတော့ရှိနေတယ်အမလေးဆွေရှင်းမဟောပြန်တယ်လီဖုန်းထဲမှာကျုပ်ကိုတက်တည်လို့ပြီးတော့ငိုးနေဟာဟုတ်လားအဲ့ဒါကျုပ်ကကဲတိတ်တော့မတိတ်နိုင်ဘူးအိမ်ထဲမှာသူလက်မထိုးပြီးပြီးတဲ့ထက်ပုံကထုတ်လို့ကိုမရနိုင်ဘူးဟာရှင်ထဲအကြောင်းလေးပွင့်ပြီးတော့ဟောလိုက်တာငိုလိုက်တာကျုပ်တော်တော်ခံစားရတာပဲဒါပေမဲ့ကျုပ်လည်းပြီးသွားပြီပေါ့လေကျုပ်ကလည်းယူရောက်တရားဟောတာစနေနေ့ကနေတရားဟောတာစနေနေ့တွေတရားဟောလာပေမဲ့လည်းအိမ်မှာလူပိုလူရှန်တွေပေါ့ဘိုးကြီးဘွားကြီးရပဲများတာပါလူလက်ပိုင်းတွေကနည်းပါတယ်လူငယ်တွေကနည်းပါတယ်ဒါလည်းလားဘွားကြီးတွေ18ခေါင်းတော့အဖိုးကြီးဘွားကြီးတွေ18ခေါင်းတော့အပြင်းမှာကျုပ်ကလည်းအခန်းထဲမှာမတော်ဘူးတရားဟောကြညမှာတော်တာကျုပ်မတော်ခင်ဆရာတော်ကြီးကပြင်းမှာဆိုလို့ဆိုပြီးတော့ BCD ကိုတရားကိုထည့်ပေးတာဟောသူတို့အပြင်မှာတရားနာနေတယ်ပဲကိုယ်လည်းထင်တာပေါ့အခန်းထဲကြားနေရတာဟုတ်အဲ့တော့ဦးသိန်းလည်းထွက်လာရောသိတဲ့ရင်ဒီမှာတရားဟောတဲ့မေဇိမတ်ကိုရတဲ့ BCD တွေမှာဟောလို့ကောင်းတော့သူတို့လည်းခေါင်းဆိုင်ပြီးဆွေးနွေးနေရတယ်ကိုကအမှားပြီးမှတယ်ကဲမရှင်းတာရှိရင်ကျုပ်ကိုမေးပါလို့ဒီတရားတော့မခက်ပါဘူးအဲ့လိုကြီးခေါင်းဆိုင်ဆွေးနွေးနေပါကဲဘာတရားတွေဆွေးနွေးနေတာတော့ဟုတ်လားမလေးတဲ့ကိုတို့တရားဘာဖွင့်နေမှတော့မပြောကြတယ်ဟာလေဘာလို့မလေးတဲ့ဒီမှာမတရားပြောကြမှာဒွေးဥပဲတဲ့ကဆေးလျှော့ဖြစ်လို့သိတာတော့သူကသူနှလုံးရောဂါနဲ့သိတာကိုပြောလို့မခံစားနိုင်လို့အကုန်လုံးထိုင်ပြောနေဩပြောနေတာက60ကျော်နဲ့80ကျော်လေးဟုတ်လားအဲ့တော့အောဖို့ကောင်းတာ20အစိတ်တွေပြောရင်လည်းပဲသူများအကြောင်းပဲမင်းသားမင်းသမီးကြောင့်ကြားရင်ဘုန်းကြီးကြောင့်လည်းပါရင်ပါမှာဟုတ်လားအခုအဖွားကြီးတွေပြောတော့ဘယ်သူ့ကြောင့်လဲကုသိုလ်ရလားအကုသိုလ်ရလားအဲ့ဒါကိုပွားစီပွားကြီးမနာလို့ပြောလေးလူတွေကရှိသေးတယ်သူကသူသိတာတော့ဖြောင်းဖြောင်းမသိရဘူးတခါလေသူကသူနှလုံးရောဂါလည်းသိတာကိုဆေးလျှော့ဖြစ်တယ်လျှောက်ပြောနေတာအကုသိုလ်နဲ့သိချမ်းပါသိဟောကုသိုလ်တွေပါသွားလားအကုသိုလ်တွေပါသွားလားအေးဒါကြောင့်တနေ့ပြောလိုက်ရင်တန်ဖိုးမရှိတဲ့စကားတွေနဲ့အချိန်မကုန်ဘူးလားဒီဒါကြောင့်ပရိသတ်ရဲ့အေရတံဘဗလာဘဝါသာအကျိုးမရှိအနေမရှိတန်ဖိုးမရှိတဲ့စကားတွေပြောနေရင်ကုသိုလ်တွေများသလားအကုသိုလ်တွေများသလားဒီအကုသိုလ်တွေများတဲ့အတွက်ကြောင့်ပြောရင်ဒုစရိုက်ဖြစ်ပါတယ်မပြောရင်ရှောင်ကျင်လိုက်တော့ဒုစရိုက်ဖြစ်ပါတယ်
ရသော်ဘုရားကဒီဘဝနောင်ဘဝချမ်းသာခြင်းသူစရိုက်ကိုကျင့်ရမှာလားသူစရိုက်ကိုလွန်ကျူးရမှာလားသုံးလူတော်များများချမ်းတော်ချမ်းသာခြင်းနဲ့ဘာတွေနဲ့များဒီဘုရားကိုသိမောမလေးစင်မပြေဘူးဆင်းလိုက်တာမကြီးနဲ့အဲ့ဒါကိုယ့်အကောင်ကဒုစရိုက်တော်တော်များနေတာကိုယ့်ကိုယ်သတိရလိုက်ဟုတ်လားအဲ့ဒုစရိုက်ဘယ်နှပါပြီးသွားရင်မောလိုက်ပါပြီကာယဒုစရိုက်ဝစီဒုစရိုက်ပေါင်းလိုက်တော့အမလီသင်္ချာကျွမ်းအောင်လို့သမ်းပါဟုတ်လားအခုပြိဿရေဘယ်နှပါကြအဘိဓါယေဇာမာဒယေမိစ္ဆာဒိဋ္ဌိယေပေါင်းလိုက်တော့ဘယ်နှပါဟောမနောဒုစရိုက်သုံးပါအဘိဓါဒုပြိဿပါဇက်မှာမပြောဘူးလားဘယ်ကမှပြောတယ်မျိုးချတာမိပြီမပြောဘူးလားဆိုပြောပါတယ်ဘယ်ကမှပြောတယ်ဆိုပြုံးစီပြုံးစီဟမ်သူတစ်ပါးကိုပြိဿရေယာတုစည်းစိမ်ဥစ္စာပညာကိုယ့်တဲ့သာသွားပြီဆိုရင်မလီသူတို့တွေမချမ်းမောင်လေးမလီငါပြင်မတိုင်ဘူးမှာတုတ်တယ်မှာဟုတ်လားပြိဿရေသူများကိုယ့်တဲ့သာနေတဲ့ယာတုစည်းစိမ်ဥစ္စာပညာကိုမနာလိုမရှိစိတ်ဖြစ်ပြီးတော့ပြည့်စည်ဖို့စဉ်းစားနေတာကြံစည်နေတာဒီပါလေအဘိဓါဗျာပါဒအားရသူများကိုပဲညှင်းဆဲဖို့တက်ပြတ်ဖို့ပဲစဉ်းစားနေတာပါလေဟောဗျာပါဒမိစ္ဆာဒိဋ္ဌိဆိုတာဒုပိဋ္ဌသိပါလားမိစ္ဆာဒိဋ္ဌိဆိုတာအယူမှားတာသမ္မာဒိဋ္ဌိဆိုတာကဲဒုပိဋ္ဌကသမ္မာဒိဋ္ဌိလားမိစ္ဆာဒိဋ္ဌိလားဟောသမ္မာဒိဋ္ဌိသာဓုညာဒါဆိုရင်သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာဤအတွက်ကိုယ်ဝေယအားထားရသရဏဂုံဤဘယ်နှပါရှိလဲတော်ပြန်ပြီတဲ့ပြောကြရအောင်နံပါတ်1ပါဠိနည်းလို့ဆိုအောင်ဘုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဟာဖရာရဲ့ငါရဲ့သရဏံကိုယ်ွယ်ရာကိုရဲ့ကိစ္ဆာမိယုံကြည်ပါလေအတိမတ်ပြုပါ recognize အတိမတ်ပြုပါလေတခြားဘာမှမရှိဘူးလေဟုတ်လားအဲ့တော့ဘုရားဘာသာရေးအတွက်သရဏကိုးကွယ်ရကမဏဂုံအဖြစ်နဲ့ကိုးကွယ်ရသရဏဂုံဒီဘယ်နှပါးရှိလဲပါရပါရဘုရားတရားသံဃာဒါဆိုရင်သံဃာတော်ရှင်မြတ်တွေကိုတို့ပြနေမကိုးကွယ်ဘူးလားတရားတော်ကိုအာရပါရနဲ့နာကြားပူဇော်ကျင့်ပွားလို့ပူဇော်မနေဘူးလားဟောမြတ်စွာဘုရားဆိုရင်ဆွေမျိုးတွေမတော်မြင်လည်းမမြင်ဘူးပဲအိမ်နဲ့အိမ်တွေမှာဘုရားကျောင်းဆောင်တဲ့မြတ်စွာဘုရားရဲ့ကိုယ်စားကိုလည်းပူဇော်လို့နေလိုက်တာပူဇော်မနေဘူးလားကိုယ်ဝေယသရဏဂုံသမ္မာဒိဋ္ဌိဘုရားဘာသာတို့မှာဘယ်နှပါးပဲရှိလဲသုံးပါမလေးကဥဇဝနာမပြောခဲ့ဘူးလားကဲသရဏဂုံသုံးပါးပဲရှိတဲ့ဘုရားဘာသာတို့ရဲ့ဘာသာရေးအဆောင်မှုအိမ်နေရာကမှာဘုန်းကြီးကျောင်းမှာအကုန်လုံးပါပြိဿရေဘုရားကျောင်းဆောင်ဆိုလို့ရှိရင်သက်မဲ့ဖြစ်တဲ့သက်တော်မရှိတော့တဲ့မြတ်စွာဘုရားကိုယုံပွားခြင်းနဲ့ကိုယ်ကိုယ်အိမ်မှာဘုရားကျောင်းဆောင်တယ်မှာဘုရားတဆူရှိရင်မပြည့်စုံဘူးလားပြည့်စုံပါဗျာတရားဆိုတာကအကောင်တွေခေါ်လို့ရတယ်အရောမပြိဿရေမြတ်စွာဘုရားဟောတဲ့ပိဋကသုံးပုံဇောက်တဲ့ဗီဒီယိုထဲမှာထည့်ပြီးတော့ဓမ္မပူဇာနေနဲ့ပူဇော်ရင်မရဘူးလားသံဃာဆိုတာလက်ရှိနေတဲ့ပူဇော်လို့မရဘူးလားကိုကြီးညိုလေးသားရဲ့ရုပ်ကိုကားချက်နဲ့ပူဇော်လို့မရဘူးလားကဲအိမ်ပေါ်မှာဘုရားရှိမယ်တရားသာအုပ်ရှိမယ်ဘုန်းကြီးပုံရှိမယ်မပြည့်စုံဘူးလားပြည့်စုံပါဗျာအဲ့ဒါဆိုရင်ဘာအိမ်လဲသမ္မာဒိဋ္ဌိတို့ရဲ့ဗုဒ္ဓဘာသာသမ္မာဒိဋ္ဌိတို့ရဲ့အိမ်နဲ့ဒါဆိုရင်ဗုဒ္ဓဘာသာသမ္မာဒိဋ္ဌိတို့ရဲ့အိမ်ပေါ်မှာကိုယ်ွယ်ရသရဏဂုံကြီးဘုရားရှင်ရဲ့ကိုယ်တော်ယုံဝါတော်ရှိမယ်တရားတော်ရဲ့ကိုယ်သားတရားသာဟုတ်ပြီတရားသာမေရှိမယ်သံဃာတော်ရဲ့ကိုယ်သားသံဃာတော်ရှင်မြတ်တို့ရဲ့ပုံတော်မြတ်တွေကိုရှိလိမ့်မယ်အဲ့ဒါဆိုရင်ပြည့်စုံပြီတဲ့ဒါဆိုရင်ကိုယ်အိမ်ကိုစိတ်နဲ့ပြန်ပြီးတော့ကြည်လိုက်ကြဓမ္မဘုရားတရားသံဃာနဲ့ကုံမီနာနောက်ထပ်ပါရင်မြင်သေးတယ်ညာမင်းညာဟုတ်လားမပြောဘူးတဲ့တပ်လိုက်ဘယ်တော့မှမပြောဘူးကဲပရိသတ်စဉ်းစားတော့ဘုရားဘာသာသမ္မာဒိဋ္ဌိတို့ရဲ့ကိုးကွယ်ရာအစစ်ဒီဘယ်နှမျိုးပဲရှိလဲဒါမင်းညာဥဇဝနာဟောပြီးတော့ကျုပ်ဒီလောက်ပဲပြောမယ်ကိုးကွယ်ရာအစစ်ဘုရားတရားသံဃာပဲရှိတယ်ဆိုရင်ဘုရားကျောင်းဆောင်ထဲမှာဘုရားရှိမယ်တရားသာဝရှိရင်ရှိမယ်သံဃာတော်မြတ်ရဲ့ကိုယ်စားပုံနေရှိရင်ရှိမယ်ဒီတဲ့ပူဇော်လို့လား
ông em mà bố này là đồ này bà đi bố này bây giờ về mà mình đi chơi xong lấy cái chân nào thôi đi lại đó bây giờ đi này bà đi cả ông đi ngồi để suy cha mi được tao vô con này mí mà là lúc mà sau đi ra bài rồi mí này mí cái lúc này mí ra đi lấy cả yên xuôi lấy cả yên xuôi mà cái lúc mí giao mình đi ra mí giao này rồi bố thay ra mà là mí mà là cái này nhà gì mà hả làအဲ့တော့bây giờစဉ်းစားအိမ်ပေါ်မှာကိုယ်ကိုယ်ရတယ်တချို့တော်တော်ဆုံးနေပြီတချို့အိမ်သွားဝမ်းနေကြကောင်းလိုက်တာအော်ကိုကဘုရားကြောင်းတော်မဲ့တဲ့ဥချမယ်ဒုက္ခပဲအာဘုရားဥချမှာလားဘာဥချမှာလဲမသိဘူးလားအဲ့တော့ကိုကတော့ဥမကြတာသူတို့ကလေဘုရားတောက်တော်ရဲ့ဘုရားတောက်တော်ရဲ့အဲ့ဒီကမာကြီးကလည်းကိုရှိတယ်ပြင်နေရတယ်ရေတံမှုနဲ့ဘုရားတောက်တော်ရဲ့ကိုလိုက်တယ်ပြီးတော့ဘယ်လက်တွေပဲခွက်တွေထည့်ဟုတ်လားရေလူရထည့်တယ်လည်းပါသေးတယ်ဟုတ်လားဘုရားကပလင်းထိုးထိုးထောင်ထောင်လည်းပါသေးတယ်ဟောဆုံးနေကြည့်နေသူဘာများကိုယ်ွယ်မယ်ဟုတ်လားဘုရားတရားတန်ခါလည်းပြီးရောဆိုတော့ဘုရားတရားတန်ခါတော့ကြာကြာနဲ့ဥချတယ်ပြီးရောဟိုဘက်ကျတော့လည်းနည်းလိုက်တော့လိုက်တာဒါလည်းရတယ်ဗျာသူကဟုတ်လားအဲ့ကျိုးကစဉ်းစားတယ်ဟောဒကမာကြီးတို့ဘုရားတရဏကိစ္စမိဓမ္မတရဏကိစ္စမိသံဃာတရဏကိစ္စမိရတော့ဒကမာကြီးတို့ရပြီးသားဆိုတော့ဆိုလို့ရတယ်လို့ဟိုဘက်ကဟိုကိုကြီးကျော်တို့မနှဲလေးတို့ဟိုအမေရင်တို့အမေမော်တော်တို့ကျတော့ဘယ်လိုဆိုတော့ဟုတ်လားအဲ့ကျိုးဘုံကနေအဲ့ရှောက်မပြောပါနဲ့ကျန်တစ်ခါပြောသမ်းပါနဲ့အိမ်ပေါ်မှာရှောက်မပြောနဲ့လေဟောကြောက်တာပြောတဲ့ဘုန်းကြီးကမကြောက်ဘူးသူကကြောက်နေဟုတ်လားအဲ့ကျိုးကနောက်ကြရင်တို့တရဏဂုံ9ပါးလောက်သင်ပေးခဲ့မယ်လို့ဘုရားတရားသံဃာပြင်မန္တလေးတရဏကိစ္စမိပါဗျာကိုကြီးကျော်တရဏကိစ္စမိပါဗျာအမေရင်လို့မော်တော်တို့လည်းတရဏကိစ္စမိပါဗျာအကုန်လုံးကဆိုလိုက်တော့ဟုတ်လားဘုရားတရဏဂုံတွေများနေပြီဆိုတော့ဘုံဘုံရဲ့မိဘတွေလက်ထက်တည်းကလုပ်ခဲ့တော့လေဒီလိုတော့မပယ်ရဘူးဩတော်သေးတယ်ဘုရားတော်မိဘနှစ်ပါးမတင်နဲ့ဘုရားအိမ်ပေါ်ရောက်ချင်မှရောက်မှာဟုတ်လားအဲ့တော့ပြိဿစဉ်းစားပါတမ္မာဒိဋ္ဌိဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အပူတွေကိုကိုးကွယ်လာပြီဆိုတဲ့ကတရဏဂုံမပြတ်ပေမဲ့စောစောပြောလို့နည်းနည်းတော့ရံရွဲ့မသွားဘူးလားရံရွဲ့သွားရင်ပြိဿမေတ္တာဒိဋ္ဌိလမ်းကြောင်းနဲ့နေလားတမ္မာဒိဋ္ဌိလမ်းကြောင်းနဲ့နေလားအေးမချမ်းသာတာလည်းမပြောနဲ့လေကိုကိုးကွယ်နေတာကတိကျစစ်မှန်တာမှမဟုတ်ပဲဟုတ်လားအခုကလည်းအောင်းဖို့ကောင်းတယ်ဘုရားတက်သူတယ်ဘုရားမပြီးသေးဘူးဘိုးတော်ကြီးအရင်ရောက်တယ်ဟုတ်လားအဲ့ဘိုးတော်ကြီးသောတော်ကဘယ်နာနေလဲမသိဘူးဘုရားပြီးတော့သူအရင်ရောက်တယ်ဟုတ်လားအကြိုက်သေးမှမရှိဘူးလားရှိပါတယ်ခဏတော့ကြော့ပြီးပြီဟမ်ဟေးဘာကြော့တာမကြော့တာတော့သူတို့မပြောဘူးတော့အပြစ်ပြောတာလည်းမဟုတ်ဘူးစဉ်းစားပေါ့ဘာဖြစ်လို့လဲဆိုတော့ဒုစရိုက်10ပါးထဲမှာမိစ္ဆာဒိဋ္ဌိကဘာကြောင့်ပါနေလဲဆိုရင်ဒီဘဝနောက်ဘဝဆင်းရဲကြောင်းဖြစ်လို့ပါမနေဘူးလားကဲဒုပိကချမ်းသာခြင်းလားဆင်းရဲခြင်းလားဟေးကိုယ့်ကိုစဉ်းစားငါချမ်းသာနေတာကတော့ငါကိုယ်ငါသိတယ်ငါအိမ်ပေါ်မှာပါရှိတယ်ဆိုတာလည်းငါကိုယ်တိုင်သိတယ်ဘုန်းကြီးမသိဘူးပရိသတ်ရဲ့ဘယ်လိုသိတာလဲဟေးဒါကြောင့်သမာဓိဋ္ဌိဘာသာတို့ရဲ့ဉာဏ်စဉ်မှာကိုယ်ကိုယ်ရသရဏဂုံဒီ၃ပါးသာရှိတယ်ဆိုရင်အာလုံးကိုယ့်ရဲ့ကိုယ်ကိုယ်ရည်ကြောင်းပြန်ဖြစ်နေကိုယ်ပဲတည်းပါနေဒုစရိုက်တည်းပါနေလားဒုစရိုက်တည်းပါနေလားစဉ်းစားဖို့မကောင်းဘူးစဉ်းစားဖို့ကောင်းတယ်ဟုတ်လားဒီဘဝမှာလည်းဆင်းရဲတဲ့ဘဝတမလုံးကိုကြည့်နိုင်ရင်လည်းအပင်၄ပါးကိုရောက်နိုင်တယ်ဒါကြောင့်ပြိဿရဲ့ကိုယ်ကိုစဉ်းစားပါဒီတော့ဒီဘဝချမ်းသာဘဝတမလုံးချမ်းသာဖို့ဆိုရင်သူ့ရဲ့ခဏပါကျင့်အဲ့ဒီသူ့ရဲ့ဇေဘာလေးကျင့်မကောင်းတာပါလားအကုန်လုံးအနှစ်ကျွတ်တဲ့၅ပါးသီလတွေနဲ့ဟိုဘက်ကစိတ်ပိုင်းဆိုင်ရာလေးကိုကျင့်ကြံဖို့ပဲရှိပါတယ်ဟုတ်တယ်မလားဒါကြောင့်ဒီဘဝနဲ့ချမ်းသာခြင်းနဲ့ဘဝတမလုံးနဲ့တကယ်ချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာစရာဒီလန်းတွေကိုဘယ်မှရှာမနေပါနဲ့ဟောဒီသူတရားစေပါကိုပဲတကယ်ကျင့်ကြံပွားများပြီးတော့ပညာရေးတွေကြိုးစားကြည့်ပါအောင်လိမ့်မယ်စီးပွားရေးတွေကြိုးစားကြည့်ပါတိုးတက်လိမ့်မယ်နိုင်ငံရေးတွေကြိုးစားကြည့်ပါအောင်မြင်လိမ့်မယ်ရာထူးကုန်တွေလိုချင်သလားရလိမ့်မယ်ဒါကြောင့်ဒီဘဝချမ်းသာဘဝတမလုံးချမ်းသာဖို့ဆိုရင်တော့သူတရား10ပါးအမြတ်တရားမပါဘဲနဲ့ဘယ်တော့မှမရပါဟုတ်ပါမလားမရပါဘူးခုနကပြောတဲ့မိစ္ဆာဒိဋ္ဌိသမာဓိဋ္ဌိမှာဦးဇင်းတို့ဘုန်းကြီးတွေပဲရှိတယ်အခုလူတော်တော်များများတဲ့ဘုန်းကြီးတွေနဲ့ဆိုရင်ဘုန်းကြီးတွေမှာစိတ်ပိုင်းဆိုင်ရာလည်းကိုယ်မချမ်းသာဘူးလားရုပ်ပိုင်းဆိုင်ရာရောမချမ်းသာဘူးလက်ကိုယ်ွယ်တဲ့ဘုန်းကြီးရှိတာကိုယ်ကိုယ်မယုံတဲ့ဘုန်းကြီးဆိုတော့ကိုယ်ွယ်ရင်ကိုယ်ွယ်ဟုတ်တယ်မလားတကယ်နေရတဲ့ခုနကသိကကိုယ်သီလကိုယုံတဲ့ဘုန်းကြီးကတော့ဘာမှကိုယ်ွယ်စရာမလိုဟ
ဟုတ်တယ်မဟုတ်လားအဲ့တော့ဘုန်းကြီးတွေဘာနဲ့မှဘာဘိုးတော်မှမကိုးကွယ်ပဲနဲ့စိတ်ချမ်းသာရုပ်ချမ်းသာရှိနေတယ်ဆိုတာဒါရှင်းရှင်းကြီးပဲဒါကိုကိုးကွယ်မှချမ်းသာမယ်ထင်တဲ့အတွေးခေါ်ကမှားမနေဘူးလားခုနပြောတဲ့ knowledge ဖြစ်မနေဘူးလားသာပရိသတ်ကိုယ်မှာပညာမဲ့ဖြစ်နေတယ်စဉ်းစားဟုတ်လားဒါကြောင့်အာတော်တိတော်ရင်လည်းမေးကြောက်လာတဲ့ဩအာလဝကပိတုမေဓမ္မောသုစိန်သောဒုက္ခမဝတိသုစိန်သောကောင်းကောင်းဤရှင်းကြံပွားများထားတဲ့ဓမ္မောသုစိန်စေဝအမြတ်တရားသည်တုံးမင်းတင်တို့အတွက်ဒုက္ခဒီဘဝချမ်းသာတဲ့ဘဝသမလုံးချမ်းသာကိုအာဝတိမရရအောင်ပို့ဆောင်လို့ရွတ်ဆောင်လို့ပေးပါမယ်ဒီဒီသောဘဂဝါဘုရား၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အာလဝကယထာပညာအာလဝကဘိဓုမေမိရောက်တဲ့ဒုတိယမေဘုံကိုယာကတိသုံးတိုင်းမရှိဟောတိုင်းမှသွားဖြစ်ကြတော်မူလိုက်ပါပေသတည်းသေတ္တိဒီဘဝချမ်းသာဖို့ရဘဝတမန်လုံးချမ်းသာဖို့ရအတွက်ဘယ်ကျင့်ကိုကျင့်မလဲလို့မေးတော့ဘုရားရှင်ကဘာလို့ဖြေကျင့်ပါလားကျင့်ဆက်ဟောမယ်မကျင့်တော့ဘူးဟုတ်လားဒါဆိုအာနာဝကရဲ့တတိယမေခွန်းပြောမယ်ကြည့်နေတာဒီဘက်ကဓမ္မကြီးတွေကမဖြေဘူးလေအဲ့တော့ဘုရားဥထွက်လာတော့အိမ်ကမှားလိုက်တာအဲ့ဘုန်းကြီးနဲ့တရားဝဲပြန်ပြီးမင်းမဖြေနဲ့လို့မှားလိုက်တာဟမ်ဘောရမတွေဝါဝရှင်တော်မြတ်ဖရာခေါ်ဒီလောကရဲ့မှာရှိနေတဲ့အရသာမျိုးသောအဘုံဘုံလေးမှာဖြင့်ဖေရသာသည်အကောင်းဆုံးအမြတ်ဆုံးဖြစ်ပါသတည်းမြတ်စွာဘုရားပြေလိုက်ဒါလေးကတော့အမှန်ကြည့်ရင်သိပါတယ်ကဲအကောင်းဆုံးအမြတ်ဆုံးအရသာကဲခင်ဗျားတို့ဘာရလားတရားရလားဩတော်လိုက်တာဒါဆိုရင်သင်ညမအိနဲ့တော့လေတကားပိတ်ပြီးတော့တရားဟောပြီးတရားထိုင်ကြရအောင်ဒီလောက်ကောင်းတဲ့အရာကမလီအိမ်ရောက်ရင်ရကြမှာရမှာဘာရတာအကောင်းဆုံးလဲတရားရတာမကောင်းဘူးလားမလုပ်ကြဘူးလားဒါဆိုရင်တကားပိတ်မှာရှင်ဘုရားရဲ့တတိယတော်လုံနိုင်မှလည်းရှင်ဘုရားကိုသနာလို့ဟုတ်လားဒီလိုပဲပြောမှအမှန်တော့ရှော့ရှော့ပေါ်ပေါ်သူတို့ဟုတ်လားအောသောပိလိုရင်လည်းမိကြောက်လာပါလေဩအာလဝကပိလူမင်းသစ္စာဟောဒီပစကလေးနဲ့မှန်ကန်စွာပြောလိုက်ရတဲ့သစ္စာစကားအရာသာသည်ဟဝေစင်စစ်ဧကအမှန်အဖြစ်ရသနာဟောဒီလောကမှာရှိနေတဲ့အရာသာမျိုးစုံနဲ့မှာတော့သာဓုအကောင်ဆုံးအမြတ်ဆုံးဖြစ်ပါပေ၏မြတ်စွာဘုရားဖြေတဲ့ဖြေနဲ့ဒုပရိသတ်ရဲ့အဖြေတူလားတိုက်ကြည့်ပါဟဲ့အာလဝကတဲ့ဟောဒီလောကရဲ့မှာရှိနေတဲ့အကောင်ဆုံးဆိုတဲ့အရာသာတွေထဲမှာတော့တကယ်အကောင်ဆုံးအမြတ်ဆုံးအရာသာဆိုတာကဟောဒီပစကလေးနဲ့မှန်ကန်စွာပြောဆုံးနိုင်ရတဲ့မှန်ကန်တဲ့သစ္စာစကားကိုပြောရတဲ့အရာသာသည်အကောင်ဆုံးအမြတ်ဆုံးဖြစ်ပါပေ၏ပါတယ်နဲ့မှန်ကန်တဲ့သစ္စာစကားကိုပြောရတာဟာအကောင်းဆုံးအမြတ်ဆုံးအရာသာပဲဒုက္ခတဲ့သမင်းစားတော့ဘာနဲ့စားဟုတ်ရဲ့ကိုယ့်ကတော့သမင်းစားတော့ဘာနဲ့စားမှမသိဘူးဘာနဲ့ရတာခံပဇက်နဲ့စားတယ်ဘာနဲ့ရတာခံလဲဟုတ်ဗျာဒီလိုက်ပါတော့အရက်ထဲလူကြီးနေဟုတ်လားဩသမင်းစားတာတော့ဗဇက်နဲ့စားတာမေ့ဟုတ်လားဟမ်ဘာနဲ့ရတာခံလဲစကားပြောတော့ဘာနဲ့ပြောဘာနဲ့လှုပ်ရှားအတူတူပဲဒီနှစ်ခုလုံးနဲ့ပဲလုပ်ရတာအစာစားရင်လည်းပါးစပ်နဲ့စားမယ်သွားနဲ့ဝါမယ်ရှာနဲ့ရတာခံမယ်စကားပြောရင်လည်းပါးစပ်နဲ့ပြောမယ်ရှာနဲ့လှုပ်ရှားမယ်ပြိဿရဲ့ရသော်ဘုရားကအစာကောင်းကိုအကောင်းဆုံးရတာလို့ရွေးခဲ့သလားစကားကောင်းကိုအကောင်းဆုံးရတာရွေးခဲ့ကဲကျွတ်တို့ထင်တာနဲ့လွဲမနေဘူးလားပရိသတ်ရဲ့အကောင်းဆုံးအစားအစာတွေဘလောက်ပင်ကောင်းပါလေလို့ဆို
ဟောဒီပတကလေးနဲ့လှုပ်ရှားဟောဒီရှားလေးနဲ့တန်ဖိုးထားလို့ပြောလိုက်တဲ့မှန်ကန်တဲ့သစ္စာစကားကိုပြောလိုက်တဲ့အရာသာသည်ဘယ်ရတာနဲ့မှမတူတဲ့တကယ်အကောင်းဆုံးအမြတ်ဆုံးအရာသာပါပဲပြောဘူးလားသစ္စာစကားတွေပြောဘူးလားဘယ်တော့မှပြောခဲ့တာဘယ်တော့မှပြောခဲ့တာလဲပြောပြပါအောင်နားထောင်ရသစ္စာစကားတွေပြောတော့ပြောခဲ့ပါလေဘယ်တော့မှပြောခဲ့တာလဲမင်းရင်ပြုံးမဲပြမယ်တရင်တမလိုက်မဖြေဘူးသိတဲ့သစ္စာစကားပြောတဲ့အရာသာကောင်းဆုံးသစ္စာစကားဆိုတာကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်မှန်ဖို့လိုတယ်အားလို့လေကောင်းတဲ့စကားပဲဖြစ်ဖြစ်မကောင်းတဲ့စကားပဲဖြစ်ဖြစ်မှန်တဲ့စကားဒီသစ္စာစကားကဲဘာစကားဒီသစ္စာစကားလဲဘဒုပရိသသောသောမဖြေနိုင်လို့ကျုပ်ကအမှန်ဖြေတယ်ဒီပြောလိုက်ကျုပ်တို့ငယ်တော့ပလောင်ကွယ်လေးတွေကြောင်းရောက်လာဆရာတော်ကြီးကကလေးတွေဟာကွယ်လေးတွေအစ်စ်ကလေးတွေပါလာတယ်သားတို့မင်းတို့ဗမာစကားပြောတတ်တာပြောတတ်တယ်ဟာဆရာတော်ကြီးအေးပြောတဲ့နာမအောင်မင်းတို့ညဘယ်မှာအိတ်ခဲ့လဲဆရာတော်ကြီးဘယ်ကြောင်းလဲဘယ်ရက်ွက်လဲညဖြားပေါ်မှာအိတ်ခဲ့တယ်မှန်တာဟေးဟုတ်လားဆရာကြီးဒီကောင်လေးကအမှန်ပြောတာကွာဒီကောင်လေးသစ္စာဆိုခိုင်းရပြီဟုတ်လားဒါကြောင့်ဘယ်နဲ့ကစားခဲ့ရတယ်စားခဲ့တယ်ဘာနဲ့စားခဲ့လဲလက်နဲ့စားခဲ့တယ်ဟုတ်လားဒါပြိဿကြီးမှန်ဒါအမှန်စကားပဲသစ္စာစကားပဲမမှန်ဘူးလားဒါကြောင့်သစ္စာစကားဆိုတာမှန်ဖို့ပဲလို့လေကောင်းတဲ့စကားဖြစ်ရင်ဖြစ်မယ်မကောင်းတဲ့စကားဖြစ်ရင်ဖြစ်မယ်ဒါဒီအရေးမကြီးဘူးမှန်ဖို့တော့မလိုဘူးလားကဲပြိဿကြီးရသော်ဘုရားဒီသစ္စာစကားကိုကြိုက်သလားမူသားစကားကိုကြိုက်တယ်အေးသောသောပြောလို့ပဲလောကလူသားတော်တော်များများကသစ္စာစကားကိုကြိုက်သလားလိန်နာကိုကြိုက်တာအခုတလောကလုံးဘာတွေပြောနေကျုပ်ကပြောရင်ကျုပ်တို့ဆွဲမတယ်ပါနဲ့ဟုတ်လားကဲပြိဿကြီးသစ္စာစကားကိုဘုရားကြိုက်ပြီမဲ့လောကလူသားတော်တော်များများကမူသားစကားတွေပဲကြိုက်နေတဲ့အခါမှာလူတော်တော်များများအမှန်ပြောတဲ့လူတွေနဲ့တည့်ရတာကဲဒုမနိတအမှန်ပြောရဲလားမပြောရဲဘူးအရှင်ဘုရားရောလို့မေးကြည့်ပါလားညံတူတူပဲဟုတ်လားအကုန်လုံးဝါချမဲ့လူတွေကြည့်ဟုတ်လားသစ္စာစကားမှန်တော့သိပေမဲ့ပြောရဲဘူးဟုတ်လားပြောကောင်းဘူးဟုတ်လားအဲ့တော့မေးလိုက်မပြောရဲမပြောကောင်းဘုရားကြိုက်တာတော့သစ္စာစကားပဲလောကကြိုက်မကြိုက်ဘုရားဘာကိုကြိုက်အေးဒါကြောင့်ဟိုတော့ကြားဘူးတယ်မို့လားရွာတွေကမှလူတယောက်ကဟေးသူကဘုရားကြိုက်ပဲသစ္စာစကားပဲပြောမယ်အများကြိုက်မပြောနိုင်ဘူးဆိုပြီးတော့အမှန်ကြီးပြောလိုက်တာဒေဝလုံးကလူတွေနဲ့မတည့်တော့ဟာဒီကောင်ဒေဝလုံးခလတ်တိုက်နေတဲ့ကောင်အလုံးရှုပ်တယ်ကွာဆိုရွာလူကြီးကနေပြီးရွာပြန်ထုတ်ပြီးတော့တဲတလုံးနဲ့ထားရေဦးတလုံးပဲပို့သမင်းပို့ကျင်သွားပို့အဲ့တော့သူ့ရွာထဲမဝင်လာဘာဖြစ်လို့လဲဆိုအမှန်ပြောလို့ဟုတ်လားအမှန်ပြောရင်ဘာလုပ်ခံလဲဟုတ်လားအဲ့ဒါအမှန်ပြောလို့ဆိုရွာပြန်ထုတ်တာဒီနေ့ကျတော့လူတယောက်ကနေပူကျဲကျဲကြီးနဲ့ခီးထွက်တဲကြည့်လဲရအောင်ဒီထဲမှာလူရှိလားမသိဘူးကြည့်လိုက်တော့ဒီဥစ္စာလေးနဲ့တွေ့အဲ့ဒီဝင်လာတဲ့ခရီးတွေကမျက်စိတစ်ပတ်ကပြက်တယ်မျက်စိတစ်ပတ်ပိတ်မပါအဲ့တော့အရက်ထိုင်နေတဲ့လူအမှန်ပြောတဲ့လူတွေဟာကိုကြီးပေါ့ဒီဟိုးလေးကကျွန်တော်ရင်တောက်ကျွန်တော်တောက်လို့မရဘူးဟိုလူကအမှန်ပြောတဲ့တောက်ပါဗျာအဲ့ဒါလူတွေတောက်ဖို့ခက်တယ်ရေဦးပါဟုတ်လားသာနာတဲ့သူအမှန်ပြောတဲ့ဒီလူတွေကတောက်ပါဗျာလို့ပြီးကြတယ်လူတွေတောက်ဖို့ခက်တယ်ရေဦးတော့ငါဘာလို့လဲအဲ့တော့တောက်လဲတောက်ပြီးဟာအေးတော့လည်းကျေးဇူးတင်လိုက်တာမို့ဘုရားသိကောင်းကြီးလို့ကျွန်တော်တောက်ရမပြောရင်ဆိုရင်လည်းဒီဘောကဒီတင်းထဲမှာတယောက်တည်းဘာလာလုံးလဲဘာလုံးရမလဲဗျာတရားလုံးကလူတွေကျုပ်ကအမှန်ပြောလို့ဆိုပြီးတော့သူတို့နဲ့မတည့်လို့ကျုပ်ကိုရွာပြင်တင်းနဲ့ပို့ထားတာတင်းနဲ့ထုတ်ထားတာဟိုလိုစိတ်ထဲမှာတော်တော်ဆိုးတဲ့ရွာသားတွေပဲဘုရားကသစ္စာစကားကိုအရသာလို့ပြောတာပဲဘုရားစကားလည်းခင်ဗျားပြောတော့ဒီမှာလုံးကသူတို့မှားနေပြီအေးခင်ဗျားတို့စာတက်တဲ့လူတွေတွေ့တော့လေကျုပ်အဆင်ပြေတာမို့သူတို့စာမတက်တော့လေကျုပ်ကအမှန်ပြောတာနားမလည်ဘူးမဲအပေးယူတဲ့အဲ့ဒါစကားတွေကောင်းပြီးတော့ဟိုလိုကပြန်ရင်မေ့သွားပြီသူ့အုပ်တော်တွေကရေဦးစင်ချိန်ပြီးတော့ပြန်မယူဘဲနဲ့ပြန်မေ့တယ်တော်တော်လန်းလန်းရောက်ကမှဟိုအမှန်ပြောတဲ့သူဟာဒီလိုတော့သူ့အုပ်တော်ကြံခဲ့ပြီလို့ပြောခါတဲ့အုပ်တော်ကိုပြန်ယူတယ်ပြောတဲပြန်ထွက်အမှန်ပြောတဲ့သူဆိုနှမ်းခေါ်တယ်ဘယ်လိုခေါ်လဲဟေးစောက်ကလန်းလန်းမင်းအုပ်တော်ဒီမှာကြံခဲ့ငါယူ
အမှန်ပြောတဲ့လူတော်ပြိတ္တိခေါ်တဲ့လိုက်တော့ပတ်စစမခေါ်နိုင်ဘူးလားဘုရားမျက်စိတစ်ပတ်ပြရတယ်ဟုတ်ကဲ့မင်းဥဒ္ဒကျန်လာတယ်ဘုရားအမှန်ပြောတော့မခံနိုင်တော့ဟောဒီလိုရက်စိတ်တာငါဟုတ်တယ်အဲ့ဒါအနာလည်းပြန်လာတယ်ဥဒ္ဒလည်းယူလို့ရွာပြင်းမို့ဘူးတော်တဲ့ဒီပို့ကိုခေါ်တယ်အဲ့တော့အမှန်စကားဆိုတာပြိတ္တိအသာတော်ကပြောနေတယ်ကိုယ့်တဲ့ပြောလို့ချင်းမရတော့ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားတော့အမှန်ပဲကြိုက်တယ်ဘာပဲကြိုက်တယ်အမှန်ပဲကြိုက်တယ်ဒါကြောင့်ပြိတ္တိမြတ်စွာဘုရားရဲ့ဇတိပတ်တော်တော်များများကိုရှာကြည့်သစ္စာစကားကိုပြောပြီးတော့မှအစိတ်ဘေးကလွတ်ခဲ့တာတွေသစ္စာစကားကိုပြောပြီးမှရေဘေးကလွတ်ခဲ့တာတွေသစ္စာစကားကိုဆိုပြီးမှမိဘေးကလွတ်ခဲ့တာတွေအများကြီးပဲဟုတ်လားအဲ့ဒါမှဒုတရားနာပြိတ္တိတွေအတော်တော်များများသိပါတယ်အခုလိုတွေရာဒီရောက်ပြီဆိုရင်ဘုန်းကြီးတွေကိုပြည့်ပြီးတော့ဗာပရိယပြတယ်ဘုရားတော့ဘာဖြစ်လို့လဲမီးမလောင်အောင်မီးဘေးအန္တရာယ်မကြရအောင်ဆိုပြီးတော့ဝတ္တသုပရိစ္ဆေကိုယုံကြည်တဲ့ဘုရားဘာသာရေးမယုံဘူးလားအေးဘာကြောင့်ရွတ်တာလဲဆိုရင်အဲ့ဒီဝတ္တသုကိုကမြတ်စွာဘုရားနောင်ငုံမင်းဘဝတော်ကသစ္စာဆုံးခဲ့တဲ့သုတ်တံပဲတန်တိပကအဘာဒနာတန်တိပါဒံအဝဇနာမာတာပိဋကသနိခန္ဓာဇာတဝေဒပတိကမံဘုရားတော်သစ္စာဆိုလိုက်တယ်တန်တိပကအဘာဒနာငါမှတောင်းပန်နှစ်ပတ်တော့ပါပါတယ်ဒါပေမဲ့ငါမပြန်နိုင်သေးဘူးဘုရားတော်လေးဗာတိတော်သစ္စာဆိုတာလဲဆိုရင်တော်မီကြီးကတော့လိုက်တဲ့တဟုံးနဲ့လောင်းတာမိဘတစ်ပါးနဲ့တော်ပြီးပြီးဒုတ်အောင်ဆိုပြီးတော့သူ့ကိုထားပြီးတော့ပြေးသွားတယ်သူကတောင်းပန်နဲ့ပေါက်နေတယ်သို့တော့အာမကောင်းလို့မပြန်နိုင်သေးဘူးခြေထောက်ကလည်းပါတယ်မထောက်နိုင်လို့မထောက်နိုင်သေးဘူးဘယ်လိုမှသွားလို့မရဘူးပြီးတော့ဘုရားလောင်းကအဲ့တော်မီကိုတိတ်တိတ်ကြည့်ပြီးတော့တိရစ္ဆာန်ဆိုတယ်ပဲဘုရားလောင်းကသစ္စာစကားဆိုလိုက်တယ်တန်တိပကအဘာဒနာငါမတောင်းပန်နှစ်ပတ်တော့ပါပါတယ်ဒါပေမဲ့ငါမပြန်နိုင်သေးဘူးတန်တိပါဒအဝဇနာငါမှခြေထောက်တစ်ချောင်းတော့ပါပါတယ်ဒါပေမဲ့ငါမထောက်နိုင်မလန်းနိုင်သေးဘူးမာတာပိဋကနိခန္ဓာငါမှမိဘနှစ်ပါးလည်းရှိတာမှန်ပါတယ်ဒါပေမဲ့အခုတော်မီကိုကြောက်လို့ငါကိုပြည့်လို့ပြေကုန်ကြပါပြီသစ္စာစကားဘယ်နှခေါ်ငါမှအတောင်ပန်ပါပါတယ်ဒါပေမဲ့ငါမပြန်နိုင်သေးဘူးငါမှခြေထောက်နှစ်ပတ်ရှိပါတယ်ဒါပေမဲ့ငါမထောက်နိုင်မလန်းနိုင်သေးဘူးငါမှမိဘနှစ်ပါးရှိပါတယ်ဒါပေမဲ့တော်မီကိုကြောက်လို့ငါကိုပြစ်လို့ပြေကုန်ကြပါပြီဧရိနာသစ္စာဝသေနာဣမန္တနဲ့သစ္စာစကားကိုသုံးကုန်ကိုပြောရတဲ့အတွက်ကြောင့်ဇာတဝေဒတော်မီပฏิကမ္မငါစီမလာနဲ့အဝေးကနေဖယ်သွားစမ်းပါတော်မီကိုသိတဲ့ကြည့်ပြီးတော့သစ္စာဆိုလိုက်တာသိတဲ့လောင်လာတဲ့တော်မီကတဟုံးလောင်ရင်ကနေဆရာလောင်းငုံဝင်းစီမလာတော့ပဲနဲ့16ပဲအကွာကနေပြန်သွားတယ်ဝေးသွားတယ်ကဲလွတ်မသွားဘူးလားတကယ်မှန်ကန်တဲ့သစ္စာစကားကိုပြောရင်ပရိစ္ဆန်တကောင်တော်မှာသစ္စာစကားဆိုလိုက်တော့လွတ်မသွားဘူးလားလွတ်သွားတယ်ဒါကြောင့်အားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေသစ္စာစကားကိုပြောရင်မိမိရဲ့ဘဝအခက်ခဲတွေကြုံလာရင်အဲ့ဒီသစ္စာစကားလေးကထောက်ပံ့မပေးဘူးလားပေးတယ်မဟာကပိဏမင်းကြီးလည်းဒီတိုင်းပဲမြတ်စွာဘုရားဆိုတဲ့အတန်ကြားတာနဲ့တရားစိတ်နဲ့ထွက်လာလိုက်ဘာမှမပါဘူးလေလည်းမပါဘူးတမန်လည်းမပါဘူးမြင်းလည်းမပါဘူးခုစရာဘာမှမပါဘူးဒါကလည်းမြေကြီးသုံးစင်းကိုတွေ့လိုက်တယ်မြတ်စွာဘုရားအကြောင်းကိုသစ္စာဆိုပြီးတော့ကူးလိုက်တယ်ကြားသွားတယ်ဒုတိယတရားအကြောင်းသစ္စာဆိုလိုက်တယ်တတိယသံဃာအကြောင်းသစ္စာဆိုလိုက်တယ်ဘုရားတရားသံဃာပေါ်မှာသစ္စာစကားသုံးလုံးဆိုပြီးတော့ကူးလိုက်တာဟာမြေကြီးသုံးစင်းကိုကူးနိုင်သွားတယ်ကဲပြိဿရဲ့သစ္စာဒီရေကိုရောမနိုင်ဘူးအထိတ်နဲ့နိုင်တာရှိသေးတယ်ဒုပရိသတ်ဟောထားတဲ့တရားတွေမှာတချို့ပါလိမ့်မယ်ကာဏဒီပါယနာဇတ်တော်ယတိကြီးရဲ့ကျောင်းတော်ကိုဆွမ်းသွားဖို့တဲ့ကျောင်းတကလင်မယားကကလေးလေးခေါ်သွားတော့တားလေးကကျောင်းတိုးလေးလင်းပြီးတော့ကျောင်းအောင်မှာကစားနေတာကျောင်းတိုးလေးကဘယ်ကျသွားလဲဆိုရင်ကျွင်းနဲ့ဝင်မှာကလေးဆိုသူ့ကျောင်းတိုးလေးနဲ့ပြောတော့အတင်းလိုက်တော့အထဲမှာမွေးတဲ့ကောင်အောင်းနေတော့ကြိုက်နေနေတာအသိပြင်းနဲ့မွေးတော့တကူလုံးကလေးလေးအသိတွေပြန်နှမ်းသွားအသိတွေလည်းပြန်နှမ်းသွားတော့တခါဒီကလေးဘလို့မှအသက်မရှင်နိုင်တော့ဘူးရှိခုလို့လည်းမမီတော့ဘူးဆိုတာလည်းသိရောယသိရဲ့ကျောင်းတကရဲ့ကျောင်းအောင်မှာပြန်လောင်ခတ်ပြီးခဲကလေးကိုသိခုဖို့တော့ချိန်နေမမေးတော့ဘူးတို့တွေသစ္စာဆိုမှပဲသစ္စာစွာအားနဲ့ဒီကလေးရဲ့အစိတ်ကိုချမှရတော့မယ်သစ္စာဆိုကြရအောင်ဆိုတော့ကျောင်းတကနဲ့ကျောင်းမှာခဲဆရာယတိရဲ့အကြီးဆုံးအမြတ်ဆုံးဆိုဆရာယတိအရင်ဆုံးဆိုပါတောင်းလည်းပေးလိုက်သစ္စာစကားဆိုတဲ့ပြိဿရဲ့မှန်တဲ့စကားလားမှားတဲ့စကား
ကောင်းတော့မကောင်းတော့မှန်ဖို့မလိုဘူးပြောရသေးရကလေးရဲ့ခေါင်းကန်နဲ့ပြီးတော့သစ္စာဆိုတယ်ကျွန်ုပ်သည်ကျောင်းတရားကျောင်းအမားတွေရဲ့ကဲ့ရဲ့မှာကိုလည်းကြောက်ပါတယ်အရက်တည်းကလူတွေလည်းကဲ့ရဲ့မှာကိုလည်းကြောက်ပါတယ်ကဲ့ရဲ့မှာကိုကြောက်လို့သာယသိဘဝမှာနေရပါတယ်တကယ်တမ်းကျတော့မပြောတာနှစ်ပေါင်း90ကြာခဲ့ပါပြီဤသစ္စာစကားမှန်ခဲ့တော့မွေစိတ်ကြပါစေပုဒ်တယ်လည်းကလေးရဲ့အစိတ်ကမိတဲ့ရင်ဘက်ရောက်သွားတယ်အဲ့ကြမှာပဲယသိမပြောဘဲနေနေပေါ်လာဟုတ်လားကျောင်းတရားကြီးကသူကတော့ဆုံးနေပေါ်တယ်သူကမပြောဘဲနဲ့နေနေတာအမှန်ပြောလိုက်တော့ပြိတ္တိချင်းချင်းမျက်စောင်းမထုံးဘူးအဲ့တော့ကျောင်းတရားကြီးအလင်းရောက်ကဲကျောင်းတရားကြီးသစ္စာဆိုပါကျောင်းတရားလည်းသူမှန်တာဆိုရတော့မှာကဲဆိုမယ်ကလေးလေးရဲ့ရင်ပတ်လေးလက်နဲ့ထောက်ကျွန်တော်မျိုးသည်မိဘတွေဘိုးဘွားစင်စကလေးကကိုးကွယ်လာလို့သာခေါရိယသိကြီးကိုကိုးကွယ်လို့နေရပါတယ်တကယ်တမ်းကျတော့နည်းနည်းလေးမှမကြည်ညိုရိုးအမှန်ပါဤသစ္စာစကားမှန်ခဲ့သောမွေစိတ်ကြပါစေခေါ်ရလိုက်တာအစိတ်ကဒူးကောင်းရောက်ဒါပြိလိုက်တာဇတ်တော်တကယ်ရှိတယ်နောက်ဆုံးကျတော့ဘု து လည်းကျောင်းမကြီးလည်းကျောင်းမကြီးကသူ့သားလေးဒူးကောင်းလေးကန်ပြီးတော့ငါလည်းဆိုရတော့ကျောင်းတကာကြီးကိုပြောတယ်ရှင်တဲ့ယသိနဲ့ခုနခဏသွားပါလားအောင်လေတို့ဆိုတော့ဆိုခိုင်းမြမသွားဘူးနေရနေဆိုရင်ဆိုမဆိုရင်နေတော့ကဲဒါဆိုရုံရှိတာပဲဒူကောင်းလေးစမ်းပြီးတော့ကျွန်တော်မျိုးမှပြီးမိဘတစ်ပါးပေးသားလို့သာဟောဒီကျောင်းတရားကြီးကိုပေါင်းသင်းလို့နေရပါတယ်တကယ်တမ်းကျတော့မင်္ဂလာဆောင်တဲ့နေ့ကစပြီးတော့ဒီကနေ့အထိနည်းနည်းလေးမှမချေရိုးအမှန်ပါဒီသစ္စာစကားမှန်ခဲ့သောဝိသိကြပါစေဆော်ရဲလိုက်တာအသိကကုန်သွားတယ်အဲ့တော့မိသားသစ္စာသုံးခုဆိုလိုက်တာအစိတ်တော့ကုန်သွားတယ်တရားနဲ့တရားအမှန်တွေပေါ်မသွားဘူးအေးမယွင်ခန်းနဲ့ရောတရားနဲ့တရားဆိုကြည့်ကြမယ်ဟုတ်လားသစ္စာစကားဒီမှန်ဖို့မလိုဘူးသို့တော့ကောင်းတဲ့စကားလေးနဲ့အမှန်ဆိုရရင်ပို့ပြီးတော့သိမကြည်နိုင်ဘူးဥပမာကဒုတိယနာပြိဿတွေအခုဘယ်ကိုရောက်နေလဲတတိယဘုရားကြီးရောက်နေတယ်ဘုရားကြီးမှာကိုရောက်တဲ့အချိန်ဟိုမှာပဋ္ဌာန်းတရားဆိုလည်းပဋ္ဌာန်းတရားနဲ့ပူဇော်ခဲ့မယ်ပေတရားဆိုလည်းပေတရားနဲ့ပူဇော်ခဲ့မယ်ပူဇော်ခြင်းဟာလည်းဘုရားကိုယုံကြည်တဲ့စိတ်လေးနဲ့ဖြစ်နေတယ်ကြာကြာနာပူဇော်ပြီးရင်ဒါလေးကကိုကြိုက်ဒီကိုရောက်တဲ့အချိန်မှာအမှတ်တရလေးဖြစ်မသွားဘူးဟာဦးသေးဆိုရင်ဒါအဋ္ဌံပြတ်နေတာတော်တော်ကြာပြီစောစောမှအဋ္ဌံဝင်ပြီးတော့ဒီနေ့စအဋ္ဌံဝင်လိုက်တာပဲရွတ်လို့ပူဇော်လို့ကောင်းလိုက်တာဟုတ်လားအဲ့တော့ဒီကနေ့ရွတ်သွားတဲ့ဒီကနေ့လှူခဲ့တဲ့ကုသိုလ်တွေဒီကိုယ့်ဘဝမှာမှတ်တိုင်ဖြစ်မသွားဘူးအဲ့တော့နောက်တစ်ချိန်ဘဝအပြဿနာအခက်အခဲချင်းကျွန်ုပ်ဒီမြန်မာနှစ်ဥရဂုလာပြည်ကျော်9ရက်နေ့ကကြက်ဒီယိုဇီရီတော်မြတ်ကြီးမှာရွှေသင်္ကန်းကတ်ခဲ့ပါသည်ဇီရီတော်မြတ်ကြီးရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ပဋ္ဌာန်းတရားပေတရားနဲ့ရွတ်ပွားပူဇော်ခဲ့ပါသည်ကိုပူဇော်ရတဲ့အောင်နဲ့ဤစကားဒီမှန်ကန်သောသစ္စာစကားဖြစ်ပါသည်ဤမှန်ကန်သောသစ္စာစကားကြောင့်ကျွန်တော်ရဲ့ဒီအခက်အခဲတွေလွတ်မြောက်ပါစေလို့သစ္စာဆိုရင်မရဘူးလားကြားတယ်ဒီတော့မကောင်းတာကိုဆိုရင်တော့မှစွမ်းတယ်ဆိုရင်ကောင်းတဲ့အဲ့ဒီကုသိုလ်တွေကိုကသစ္စာဆိုလို့ရအောင်လေထက်ထက်မြက်မြက်ဖြူဖြူစင်စင်လေးလှုပ်ထားရင်ဘဝမှာအောင်မှန်းနေမရနိုင်ဘူးလားကျမ်းနိုင်ရင်ဒါကြောင့်ပြိဿကြီးအများကြတဲ့လောကကြီးကလိမ်နေတဲ့စကားတွေကနေပြီးတော့ဖရာကြိုင်တဲ့သစ္စာစကားလေးကိုပြောနိုင်အောင်ကြိုးစားတတ်တာပြီဆိုရင်ဘဝရဲ့အကောင်းဆုံးအရာကိုခံစားရင်းနဲ့ဘဝရဲ့အခက်အခဲမျိုးစုံကိုလည်းထုတ်ပြတဲ့လွတ်မြောက်အောင်ယုံထွက်နိုင်ပါလိမ့်မယ်ထွက်နိုင်မလားအမှန်တိုင်းပဲပြိဿကြီးမပြောခြင်းပါဘူးပြောပြမယ်ကိုအကြောင်းကိုဆိုတော့ကြွားတဲ့အချိန်မှာဥစ္စာဆိုတော့စကားပြတ်သွားတယ်တကြံတွေလုံးမြေခွက်ရှာဟာလူပြိတ္တဒီမင်းကြီးမကညာသာဖြူဖြူချောချောအခုကမဲသေးသွားတာဟုတ်လားအသားတွေကိုမဲပြီးတော့သွားတာနေလည်းမကြောက်တော့ရှာကိုကလုတ်ချင်နေပြီတော့ရှာလိုက်တာပြိတ္တဘယ်လိုမှသိကြမလို့ဟောမရှာပဲနဲ့ဒီရှာရင်ဒကာကြီးတယောက်ကလည်းအဆက်တွေရသွားလိုက်တာအဲ့အခုရလိုက်တဲ့နေရာဒီရင်းကုန်တက်တယ်မှာနောက်ကလည်းချောင်းလေးနဲ့ကိုလိုချင်တဲ့ဓာမျိုးကုန်းမြေတွေရလည်းတဝက်ဂျိုင်းမြေတွေရလည်းတဝက်နဲ့ကိုကမျက်စိလူနာတွေကိုဒီထဲမှာပဲခွဲစိတ်လူပြီးရင်ဒီမှာပဲတော်တရားစခန်းလေးဖွင့်ပြီးတော့အေးအေးချမ်းချမ်းစိတ်ကောရုပ်ကောနားကိုရှာတာဆိုတော့လေဟာပြိဿရေအတက်နေ့ရောက်တဲ့အထိsorry ဒုတိယချက်နေ့ရောက်တဲ့အထိမတွေ့တော့လက်လျှော့လိုက်ပါခင်သစ္စာပဲဆိုလိုက်မတွေ့နိုင်တော့ကျွန်တော်ဒီတကယ်ကိုစေတနာဖြူဖြူစင်စင်နဲ့ဒီမျက်စိအလူကိုလှူခြင်းလို့လှုပ်ခြင်းဖြစ်ပါလေဘ
ဘာကြော်ကြားမှုဘာဂုဏ်လျက်ပုံမှန်နဲ့ညှို့လင်းရင်းကြောင့်မဟုတ်ပါဤသစ္စာစကားမှန်ခဲ့တော့ကျွန်တော်လိုချင်နေတဲ့ဟောဒီမြေကအမြန်ဆုံးဝယ်လို့ရပါစေအမြန်ဆုံးလှူလို့ရပါစေတင်းတင်းနဲ့ရပါစေဆိုဆုတောင်းလိုက်တာအော်ဘုကောင်းတဲ့ဖြစ်တဲ့အကျက်นี่တဏှာကြီးဘယ်မှာတရားဟောဒုတိယအကျက်นี่ဘယ်မှာဟောတယ်ဆိုဟိုးရှစ်မိုင်ကံဥစေတော်ကျောင်းမှာဟောပြီးပြန်လာတော့အောင်မလေးကျောင်းသားဆိုဆရာတော်နဲ့တယ်လီဖုန်းဝင်လာတယ်တဲ့ဆရာတော်နဲ့ပြောပြရတယ်ဆိုနံပါတ်ပြန်နှိပ်ပေးပါနှိပ်ပေးတယ်ဖုံမိုးရေးတဲ့တပည့်တော်တို့မြေတကွက်ရှိတယ်တဲ့ဖုံမိုးမနေ့ကလိုက်ကြည့်ပေးပါတဲ့ဖုံမိုးကြိုက်တယ်ဆိုရင်တပည့်တော်တို့လှူမလို့ဗျာဟောအဲ့ဒါနဲ့ကိုလည်းသူတို့လမ်းပြောလိုက်တော့အဲ့နေရာကြီးကိုကြိုက်မယ်မထင်ဘူးသွားကြည့်လိုက်တော့ပြိတ္တာရဲ့အလုံးအကုန်လုံးအစင်နဲ့ကိုလိုချင်တဲ့ပုံစံတိုင်းပေါင်းလို့ကျုပ်ကတော့ခင်ဗျားတို့လှူမယ်ဆိုရင်လက်ကလှူမယ်ဆိုသစ္စာတရားနဲ့ကိုလှူလိုက်တော့မှာဗျာချက်ချင်းရဆိုတာကကိုယ့်ရဲ့စိတ်ဓာတ်မှာရှိနေတဲ့အတိုင်းကိုယ့်ရဲ့ပါးစပ်ကထွက်တာတော့မှတ်မသိပြိတ္တာရဲ့ချက်ချင်းကြိုးပေးတယ်အဲ့ဒါလက်တွေ့ဒါကြောင့်ဘုရားရဲ့သစ္စာစကားတွေကတကယ်ချက်ချင်းကိုအကျိုးပေးတာပဲဟုတ်လားအဲကြောင့်ဘဝရဲ့ထွက်ပေါက်တွေကိုရှာရင်သစ္စာစကားတွေပြောတဲ့အကျင့်တွေကျင့်ဖို့မလိုဘူးလားဟေးဟုတ်ပြီလားအောင်တော်သိလို့ရင်လည်းမေးလျှောက်လာတဲ့ကိုအာလဝကပြီလို့မယ်သစ္စာဟောဒီပဒကလေးကအမှန်ပြောလိုက်တဲ့သစ္စာစကားကိုပြောလိုက်တဲ့အရာသာသည်ရတနာဟောဒီလောကရဲ့မှာရှိနေတဲ့အရာသာမျိုးစုံတွေမှာတော့ဟဝေစေစေဧကအမှန်အဖြစ်သာဓုတရံအကောင်းဆုံးအမြတ်ဆုံးအရာသာဖြစ်ပါပေ၏ဤဒီသောဘဂဝါဘုရား၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အာလဝကယခပြင်းမြတ်အာလဝကဘီလိုမင်းမိရှောင်းတဲ့တတိယမေကုံကိုယာကတိသုံးတိုင်းမရှိဟုတ်တိုင်းမှစွာဖြေကြတော်မူလိုက်ပါပေသတည်းဝေဒိအကောင်းဆုံးအမြတ်ဆုံးအရသာဆိုတာဘာရသာပါလဲသစ္စာစကားကိုပြောရတဲ့အရာသာကဲဒါဆိုရင်အာလောကမေးထားတဲ့မေကုံကဘယ်နှချက်ဘုရားဖြေတာဘယ်နှချက်ပြီးသွားပြီဘယ်နှချက်ပဲကြံမပြောဘူးလားပြောလိုက်တာတော်တော်လေးညောင်းနေပြီသိတယ်ကျုပ်ကခင်ဗျားတို့ကိုဒီညာလေးပဲဟောပြီးဥညာလေးအောက်ကိုပြန်ဆင်းရမယ်ဟောဘာပဲပြောတော့ဒုပိဿဖယားပေါ်ရောက်တော့ခြင်းကတော့အိမ်မာနေရတဲ့တိုင်းသရတရားထပ်သမှာပါလို့အပင်မဆန်ဟောပေးနေတာသို့တော့2 နာရီမပြည့်သေးဘူးတရားသား2 နာရီပြည့်ဖို့နည်းနည်းပဲလိုတော့တယ်5 မိနစ်လောက်ဟောမယ်ရမှာလားဒီသားပဲလည်းဟောမှာပါဟုတ်လားကဲဒါဆိုရင်မြန်ပြီးချင်းအာလောကရဲ့နောက်ဆုံးမေးခွန်းကဘာလဲခောရမနဝအိုရှင်တော်မြတ်ဖယားဟောဒီလောကရဲ့မှာသက်ရှင်ဝင်ရနေတဲ့တပည့်တော်တို့အားလုံးသည်ဘယ်လိုမျိုးအသက်ရှင်ကြမယ်ဆိုရင်ဖြင့်အကောင်းဆုံးအမြတ်ဆုံးသက်ရှင်ခြင်းဖြစ်ပါသလဲမြတ်စွာဘုရားဒီတိုင်းအကောင်းဆုံးအမြတ်ဆုံးဖြစ်ဖို့ဘယ်လိုသက်ရှင်မလဲအရှင်ဘုရားပြီးခြင်းမြတ်ဟောအရှင်ဘုရားလည်းဉာဏ်ပြန်တပည့်တော်တို့လည်းပင်ပန်းပြီးအိတ်ချင်းပြီးစိတ်ထဲမှာဖြေနေလားမသိဘူးပညာဇီဝိဓမ္မဟုသစ္စာဩအာလောကဘီလိုမင်းဟောဒီလောကရဲ့မှာလူသားတယောက်ဘဝရလာကြတဲ့ပုဂ္ဂိုလ်အလုံးတို့သည်မိမိရကြတဲ့ယုံတရားတန်တရားရဲ့အပေါ်မှာမမြဲဘူးဆိုတဲ့အနိစ္စကိုဉာဏ်နဲ့တွေ့အောင်ဆင်းရဲဆိုတဲ့ဒုက္ခကိုဉာဏ်နဲ့သိအောင်ငါမပိုင်ဘူးဆိုတဲ့အနတ္တသဘောကိုရှင်းကနေလင်းကနေဝိပဿနာဉာဏ်နဲ့မြင်အောင်ရအောင်ကျင့်ကြံလိုက်တဲ့ဝိပဿနာဉာဏ်ပညာမဉ္ဇဉ်ဘုံဉာဏ်ပညာတရားလေးနဲ့ဗျာအသက်ရှင်လိုက်ပဲဆိုရင်အဲ့ဒီပညာလေးနဲ့အသက်ရှင်ခြင်းကတကယ်ကောင်းတဲ့မြတ်တဲ့အသက်ရှင်ခြင်းပါဒီဘဝကြီးထဲမှာအသက်ရှင်ခွင့်ရနေပြီမဲ့အိမ်လိုက်စားလိုက်ကြော်လိုက်ပါလိုက်ကာမဂုဏ်ခံစားလိုက်နဲ့အသက်ရှင်နေလို့ကတော့နှစ်ပေါင်း100ကြာပါစီကွာတဲ့ကောင်းတဲ့မြတ်တဲ့အသက်ရှင်ခြင်းမဖြစ်သေးဘူးလေဟုတ်လားဟောဒီယုံတရားနဲ့တရားရဲ့မမြဲဘူးဆိုတဲ့အိဋ္ဌသဘောဆင်းရဲဆိုတဲ့ဒုက္ခသဘောငါမပိုင်ဘူးဆိုတဲ့အနတ္တသဘောတရားတွေကိုကိုယ်ယုံတရားနဲ့တရားမှာကိုယ်ရဲ့ဝိပဿနာရှာဖွေရင်းနဲ့သိလိုက်တဲ့ဉာဏ်တွေတစ်သိမြင်အောင်ကြည့်လိုက်လို့ရလိုက်တဲ့မဉ္ဇဉ်ဘုံဉာဏ်ဆိုတဲ့ဉာဏ်ပညာတရားလေးနဲ့တဏှိတရတဏနဲ့တခဏလေးပဲအသက်ရှင်ပါစေတဲ့အဲ့ဒီခ
န္ဓာလေးအသက်ရှင်ရပြီမယ်အဲ့ဒီအသက်ရှင်ခြင်းကတကယ်ကောင်းတဲ့မြတ်တဲ့အသက်ရှင်ခြင်းပါတို့ပြိတ္တအကောင်းဆုံးအမြတ်ဆုံးအသက်ရှင်ခြင်းဟာကာမဂုဏ်အာယုံခံစားယုံနဲ့ပြည့်စုံပါမှာပြည့်စုံပါဗျာဟေးလူဘဝရတော့ကိုယ့်ရဲ့ယုတ်တရားနံတရားရဲ့အဖြစ်အပျက်အကြောင်းကျိုးလောက်မှသိမသွားဘူးဆိုရင်ကုသိုလ်တွေနဲ့များမလားအကုသိုလ်တွေနဲ့များမလားအကုသိုလ်တွေနဲ့များပါဒီဘဝကထွက်သွားရင်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာမဆိုပါနဲ့အပင်လေးပါးကိုသွားဖို့ရန်အတွက်ပြည့်စုံတဲ့ရိတ်ခါတွေလာပြီးတော့ယူရနဲ့တော့တူသွားတတ်ပါတယ်အကုသိုလ်တွေလာစုတာနဲ့တော့မတူနိုင်ဘူးလားဒါကြောင့်တတ္တတို့ရတဲ့လူဘဝလေးခဏလေးမှာရသော်ဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့လည်းကြုံနေတရားစစ်တရားမှန်ကြီးနဲ့ထုံးကားနေတဲ့သံဃာစစ်သံဃာမှန်ကိုလည်းကိုယ်ွယ်ခွင့်ရနေတယ်ဘုရားသာသနာတော်မြတ်ကြီးနဲ့ကြုံခွင့်ရပါရဲ့ကဲနဲ့မိမိရတဲ့ခန္ဓာ၅ပါးယုံနာတရားပေါ်မှာဌာနသီလဘာဝနာလို့ခေါ်တဲ့သုံးမျိုးတွေမှာဖြင့်အမြတ်ဆုံးဘာဝနာလေးမှမပွားသွားဘူးဆိုရင်နဲ့ပြိတ္တိဒီဘဝအသက်ရှင်ခြင်းမြတ်မလားယုံမလားယုံညံ့သွားလိမ့်မယ်ဒါကြောင့်ဘာနဲ့အသက်ရှင်ဝိပဿနာနဲ့တရားရှာရင်ဘယ်မှာတွေ့ဟောဒါလည်းသိတာအဲ့ဒီကိုမှဘယ်နှခါရှာပြီးလို့ဒီပြိတ္တိမကြာသမျှကာလပတ်လုံးကိုယ့်ရဲ့အသက်ရှင်ခြင်းကနှစ်တရားရှိပါသည်မမြင်မြတ်သေးပါဘူးရှာလိုက်တဲ့ရကလေးတိုင်းမှာနာရီတိုင်းမှာဖြင့်အဲ့ဒီအချိန်လေးဒီတန်ဖိုးရှိတဲ့အသက်ရှင်ခြင်းပါသဘောပေါက်ပြီလားအာသာသိလို့ရင်လည်းမေးချောင်းလာတဲ့ဩအာနာဝကမိလို့မင်းပညာစီဝိစီဝိတာမဥသစ္စာဒီဘဝဒီသာသနာရေးထဲမှာလာပြီးတော့သက်ရှင်ကြတဲ့အာလုံးသောတတ္တဝါလက်ပြမပေါင်းတို့သည်မိမိရတဲ့ခန္ဓာ၅ပါးယုံနာဥဒိယရဲ့အပေါ်မှာအနိစ္စဒုက္ခအနတ္တကိုပိုင်ခြားသိမြင်တဲ့ဝိပဿနာဉာဏ်မဉ္ဇဉ်ပညာဆိုတဲ့ပညာတရားလေးတွေများသက်ရှင်လိုက်ကြမယ်ဆိုရင်အဲ့ဒီပညာနဲ့သက်ရှင်ခြင်းသည်သာလျှင်အကောင်းဆုံးအမြတ်ဆုံးသက်ရှင်ခြင်းဖြစ်ပါ၏ဒီလိုဘဂဝါဘုရား၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အာလဝကယခပညာအာလဝကမိလိုမေမိကြောင့်တဲ့နောက်ဆုံးမေကောကိုယာကတိသုံးတိုင်းမရှိဟုတ်တိုင်းမှန်စွာဖြေကြတော်မူလိုက်ပါပေသတည်းပရိသတ်လူသားတရားအတွက်အကောင်းဆုံးအမြတ်ဆုံးဥစ္စာဆိုတာဘာဥစ္စာလဲလို့မေးရင်ဒီဘဝနောင်ဘဝချမ်းသာပဲအကောင်းဆုံးအမြတ်ဆုံးကျင့်စဉ်ပါကျင့်စဉ်လဲလို့မေးရင်ဒီလောကမှာရှိနေတဲ့ရသတွေမှာအကောင်းဆုံးအမြတ်ဆုံးရတာပါပါလေဒီဘဝကြီးမှာသက်ရှင်ကြပြီမယ်ကောင်းတဲ့မြတ်တဲ့အသက်ရှင်ခြင်းဖြစ်ပေါ်ရန်အတွက်ဘာကိုကျင့်ရမလဲကဲဒီတဲ့ကောင်းတာမြတ်တာတွေရှာစရာလိုသေးလားလိုပါဗျာပြီးတဲ့ကိုယ်တော်ကတော့2 နာရီတိအမောခံလို့ပြီးခဲ့ပါပြီယူတဲ့ပုဂ္ဂိုလ်ကလည်း2 နာရီတိအညောင်းခံလို့နာခဲ့ပါပြီရအောင်ယူရင်တစ်စလုံးကောင်းလိမ့်မယ်မြတ်လိမ့်မယ်ရအောင်မရွေးတော့နောက်ထပ်လည်းရှိအောင်ချအောင်မယ်တော်ရောပေါ့ဟုတ်ပြီလားအားလုံးအကောင်းဆုံးရဆုံးတရားတွေရကြပါစေလို့ဆန္ဒပြုနေတဲ့2 နာရီတိပြည့်ပါပြီသိညာရအောင်ဒေသေတံသုဒ္ဓဗုဒ္ဓေနသုလိတဝါဓမ္မဒေသနာအဘိနာတနာစေတေနသာတုသာဒုတိပါပထာသာတောတရားနာလာကြပါလေမြတ်ဓမ္မပေါင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်သက်ရှင်သောဘုသုဒ္ဓဖြာဖြာကိုပြီးသွန်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထတော်မှာဒေတိတံသစ္စေခန္ဓာဟောကြားအပ်သောဣမဓမ္မဒေသနာအကောင်းကြီးအမြတ်တွေကိုညွှန်ပြလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနှင့်တဝါကောင်းသောယုသေနာကြကြကုန်ပြီဖြစ်၍အဘိနန္ဒစေတေနာ
အောင်မလေးငါတို့လည်းတဏီကင်းလုံးပတ်တာဒူတွေလည်းညောင်းလို့ခြေောက်တွေနဲ့ကိုက်နေပြီဒါတော့မှလိုက်စီစီနဲ့တနာဤခွေနေနဲ့သူကောင်းကိုကောင်းဟောဖို့ကောင်းပါရဲ့ကင်းနဲ့အောင်မလေး2 နာရီလောက်ပြီးအောင်ဟောတယ်လို့မျက်နာလေးတယောက်ရှုံပြပြီးတော့နိုင်ပြီးလက်ညှိုးထိုးပြနေတာကိုဟောဒီကိုယ်တော်ကလည်းပလင်မောကမြင်လဲမြင်တတ်ပါတယ်ဒါကြောင့်တရားလေးနည်းနည်းရှင်းသွားလို့စိတ်ထဲမှာကြည်ခဲကဖြင့်တရားတော်တော်ရှိတဲ့ခြင်းမကြည်မလင်နဲ့အိယာဝင်ရမယ်အပြစ်တွေပြောကြအောင်မယ်ဆိုရင်ပရိသတ်ဟောဒီကိုယ်တော်လည်းမဟောခင်တည်းကငါလည်းပြန်ဆင်းရမှာသူတို့လည်းပင်ပန်းတယ်လို့စိတ်ထဲမှာတွေးတဏှာဤမိနစ်40လောက်တော့ငါဟောပေးမယ်လို့စိတ်ထဲမှာကြံရင်းနဲ့ပလင်မောကိုရောက်လာတာအမှန်ပါပဲဗျာဒီတိုင်းသာဆိုရင်ဒီတရားငါမျက်စိလျောက်ဟောလို့မဖြစ်ဘူးဆိုတဲ့အတွေ့အကြုံပြန်လာဝင်တို့ပရိသတ်ကိုမရှင်းကြမှာဆိုတဲ့အတွက်ကြောင့်ခိုးမဲ့မိနစ်20ကိုအပြည့်ဟောရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ဟောပေါ်သွားတဲ့မိနစ်20လေးကိုတရော့တဝက်စီခွဲလိုက်တော့သူလည်း10မိနစ်ဆိုင်ငါတို့လည်း10မိနစ်ဆိုင်တကယ်တမ်းကျတော့သူလည်းပဲအားကြောင့်လို့10မိနစ်ပို့ဟောတယ်ငါတို့လည်းညက်လို့10မိနစ်ပို့သွားတယ်စိတ်ထဲမှာပြန်လာတွေးပြီးတော့မိနစ်လေးတွေကိုပြန်ခွဲပြီးတော့သူလည်းအပြစ်မရှိငါတို့လည်းအပြစ်မရှိတယောက်တော့ဟပ်ပိုင်းထားနဲ့ပြင်နေမယ်လို့စိတ်ထဲမှာခွင်လို့တဲ့စိတ်လေးတွေအမြန်ဝင်ကြီးကြီးလေးလေးရွှေရွှင်ပြပြဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက်သာဓုသာဓုပြေသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်ကောင်းသူမြတ်တော်တို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထားသုံးရေသုံးဝါလုံးရထား၍ကောင်း